哈利路亚，哈利路亚。亚信高面巴的，就那就嘛不嘛东京王看去叫呀 ，1 2 3。亚信高面巴的，就嘛不嘛。亚信高面巴的，就嘛不嘛。亚信高面巴的，就嘛不嘛。阿门。就嘛耶，龙安的那个不嘛，哈利路亚，用自己的王看要听你懂。亚信高面巴的，就嘛耶龙安的那个不嘛。亚信高面巴的，就嘛耶龙安的那个不嘛。亚信高面巴的，就嘛耶龙安的那个不嘛。阿门。Malaysia English system ပေါ်မှာ1 2 3 go ဖျားရှင်ကောင်းမြတ်ပါတယ် Malaysia English system ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ် Malaysia English system ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ် Malaysia English system ပေါ်မှာအာမင်ဟာလေလုယာဟာလေလုယာအာမင်အိုင်စာယာအခန်းခန်းကြီး53အခန်းငယ်20မှာပါပြောထားတယ်လို့ဆိုတော့ငါအတွက်ငါဖန်ဆင်းတော်ထူလူမျိုးတို့ငါဤဘုန်းကိုထင်ရှားစေမယ်ဟာလေလုယာဖခင်အတွက်ငါတို့ဖန်ဆင်းခြင်းခံရတာဖြစ်တယ်ဟာလေလုယာဖခင်ဒီနေရာပို့ဆောင်တာဖခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဟာလေလုယာအသင်ဖြစ်တဲ့သူဖခင်သခင်သုံးလင်သူညဖြစ်တော်လဲပေါ့နော်ဖခင်သခင်ကသူရဲ့နိုင်ငံတော်အတွက်အသုံးပြုမှာဖြစ်တယ်ဆိုတာပေါ့နော်ယုံကြည်ခြင်းနဲ့တခြင်းအပြင်ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ရအောင်သခင်သုံးလေလက်ခုပ်တီးအောင်ကိုစွမ်းမဲ့တော်လေသခင်သုံးလေတုံညာဖြစ်ဖြစ်တုံတော့ခန္ဓာဒီစီခိုင်ရာအမှုတော့တန်ရွယ်ဖို့လို့အတားစီတွေကိုရင်ဆိုင်ဖို့ရန်အတားစီတွေကိုရင်ဆိုင်ဖို့မုံလိုက်လို့ကြည့်ကိုကြော်လို့ကြည့်ကြော်လို့ခေါ်အမြရွရွရဲရဲကြရွရွတို့ရဲရဲကြပါစို့ကိုစွမ်းမဲ့တော်လေသခင်သုံးလေကိုစွမ်းမဲ့တော်လေသခင်သုံးလေတုံညာပြပြတုံတော့ခါနိုင်စိခရမှုတော်မြတ်ခရအမှုတော်တန်ရွယ်ဖို့လို့ဒီအတားစီတွေကိုရင်ဆိုင်ဖို့ရန်အတားစီတွေကိုရင်ဆိုင်ဖို့ဘုံတိုင်းလောက်ကြည့်ကိုကြော်လို့ရန်ကြော်ခေါ်အမြရွရွတို့ရဲရဲကြပါစို့ရွတို့ရဲရဲကြပါစို့အောင်မြင်ခြင်းအောင်မြင်ခြင်းကိုတားရတဲ့ပါရရိုးဖို့အချိန်ရောက်ပြီငါတို့များအာရရဲရဲကြပါစို့သမတရားတိုက်တာသမတရားတိုက်တာလိုက်ရှောင်းတဲ့ရှင်ခင်ဗျာဒီကတိတော်တရားမိကိုတိမ်ပိုင်စေအစာနေပြန်ဆိုရအောင်ကိုစွမ်းမဲ့တော်လဲကိုစွမ်းမဲ့တော်လဲသခင်တုံးရပြပြတုံးတော်ခနိုင်လေအာမင်ခနိုင်လေစီခိုင်ရာအမိုးတော်ချမ်းရဖို့လို့ဒီအတားစီတွေကိုရင်ဆိုင်ဖို့ရန်အတားစီတွေကိုရင်ဆိုင်ဖို့ရန်ဘုံတိုင်းလိုက်လို့ချီကိုကြော်လို့ရန်ခေါ်အားများရွရွတို့ရဲရင်ကြပါစို့ကိုစွမ်းမဲ့တော်လေကိုစွမ်းမဲ့တော်လေသခင်သုံးလေသူများပြပြသုံးတော့ခနိုင်တယ်အာမင်စိခရမှုတော်မြတ်ကိုအမိုးတော်ထမ်းရွယ်ဖို့လို့အတားစီတွေကိုရင်ဆိုင်ဖို့ရန်အတားစီတွေကိုရင်ဆိုင်ဖို့
တတတီတီစကအနိုင်ရအောင်ဖခင်ရဲ့ဂတိတော်ပေါ်မှာဆွဲကြိုက်ပြီးတော့သူမြတ်ဖြစ်တော့လေဘာမှမသက်ဆွဲနိုင်တော့လေပဲဖခင်သခင်ကအရာအားလုံးသူ့ရဲ့တတ်နိုင်ခြင်းတဲ့ပေါ်မှာဖခင်သခင်ကတတ်နိုင်တာဖြစ်တယ်ဟာလေလုယာကိုရောရဲ့တတ်နိုင်ခြင်းကိုရောဖခင်သခင်သားသမီးတို့ယုံကြည်ကိုစားတာဖြစ်တယ်ကိုရောကိုခိုးလုံးပါတယ်ကိုရောသားလေးအရာအားလုံးဖြစ်တယ်ကိုရောအားလုံးတတ်နိုင်တယ်မုံတိုင်းဒီအသားစီးဒီဘယ်လိုပဲကိုရောကြုံရပါစေကိုရောနာမကျမ်းသားသမီးတို့အောင်မြင်ပါဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကိုယ်လုံဆောင်ပြီးခြင်းအရာတွေကိုအားကိုးတဲ့သားသမီးများဖြစ်တယ်ကိုရောကိုယေရှုတင်တယ်ကိုရောရဲ့မျက်နာတော်ကိုကိုရောသားသမီးတို့ရှာပါတယ်ဟာလေလုယာဟာလေလုယာအောင်မြင်ခြင်းရယူတိမ်ပိုက်တော်သူဖြစ်တယ်ဟာလေလုယာကိုရောနာမကျမ်းသားသမီးတို့အောင်မြင်တော်သူထက်အောင်မြင်တော်သူဖြစ်စီပြီးဖြစ်ကြောင်းယေရှုတင်တယ်ယေရှုနာမနဲ့ဆက်ကအနာမကြီးဟာလေလုယာဟာလေလုယာအာမင်ဘုန်းတော်မီရှင်နိုးထမှုတဲ့ပြန်လဲပြီးတော့ချီးမွမ်းကိုးကွယ်ရအောင်ထမူမီများလုံးကျွမ်းလုံးလာပြီဒီတာတခုပင်ကိုစနေပြီရှိတ်ပင်ပင်တူခွင်တောင်းလောင်ဘုံတော်မြရှမ်းများဝိညာဉ်တည်သူတွေချမြောက်လာပြီဝိညာဉ်တည်သူတွေချမြောက်လာပြီချီတော်ခံသူတွေလုံးမြောက်လာပြီသူတွေလုံးမြောက်လာပြီအရှိန်ပင်ပင်တင်တူခွင်တောင်းလောင်ဘုံတော်မြရှမ်းများဝိညာဉ်များတောင်းလောင်စေဝိညာဉ်မြတ်တောင်းလောင်စေဇတိမြတ်ကျွမ်းလုံးသွားစေပြန်လဲနိုးချခြင်းတော့ကိုယ်စောဘုံတော်မြရှမ်းများဝိညာဉ်မြတ်တောင်းလောင်စေဇတိမြတ်ကျွမ်းလုံးသွားစေပြန်လဲတင်မြတ်ခြင်းတော့ကိုယ်စောဘုံတော်မြရှမ်းများစာနေပြန်ဆိုရတာမူမီများလောင်ကျွမ်းလုံးလာပြီဒီတတ်ကိုပင်ကိုစနေပြီရှိန်ပင်ပင်ချိုးခွင်တောင်းလောင်ဘုံတော်မြရှမ်းများဝိညာဉ်သေးသူတွေချမြောက်လာပြီရှိနောက်ကသူတွေလုံးမြောက်လာပြီရှိန်ပင်ပင်ချိုးခွင်တောင်းလောင်ဘုံတော်မြရှမ်းများဝါကြိုကြည့်တောင်းလုံးစေစတိမြတ်စွာလုံးသွားစေပြန်လဲတဲ့မြတ်ချင်းတော်ပူစာဘုံတော်မြရှမ်းများဝိညာဉ်မြတ်တောင်းလုံးစေစတိမြတ်စွာလုံးသွားစေပြန်လဲနိုးချချင်းတော်ပူစာဘုံတော်ဝိညာဉ်တောင်းလုံးစေဇတိမြတ်ကျွမ်းလုံးဇတိမြတ်ကျွမ်းလုံးပါစေအတင်းတော်ဖို့ဆောင်ဘုံတော်မြရှင်းရင်မြတ်ဝိညာဉ်မြတ်တောင်းလုံးစေဇတိမြတ်ကျွမ်းလုံးပါစေပြန်လဲတဲ့မြတ်ချင်းတော်ဖို့ဆောင်ဘုံတော်မြရှင်းဟာလေလုယာဟာလေလုယာ fire တယောက်နဲ့တယောက်လက်ပွားခြင်းရရ fire မလေးရှားနိုးထမှုတဲ့ဆောင်တဲ့သူဖြစ်တဲ့ဟာလေလုယာဟာလေလုယာနေရတိုက်တော့ဆိုတဲ့တခြင်းအဖေဘုရားကကျေးဇူးတော်ကောင်းတော်ကိုဆက်လက်ချီးမွမ်းရဟာလေလုယာအာမင်လက်ကိုတီးကြမယ် Hallelujah.
ဘူးဘယ်တော့မှလက်တော်နဲ့မြေလာဖို့ဆောင်တယ်ဘယ်တော့မှမထားခဲ့ဘူးဘယ်တော့မှမစင်ခဲ့ဘူးဘယ်တော့မှမနေခဲ့ဘူးဒီရတာစာနေပြန်ဆိုရအောင်နေရာထိုက်သွဲတိုင်းတွင်ဖျားရဲ့သစ္စာလေးရတိုက်သွဲဖျားရဲ့ကယူနာလေးရတိုက်သွဲဖျားရဲ့ကောင်းချီတွေဘူရှာနေတယ်လေးရတိုက်သွဲဖျားရဲ့သစ္စာလေးရတိုက်သွဲဖျားရဲ့ကယူနာလေးရတိုက်သွဲဖျားရဲ့ကောင်းချီတွေနေရတိုက်သွဲနေရတိုက်သွဲပြာရဲ့လစ္စာနေရတိုက်သွဲပြာရဲ့ယူနာနေရတိုက်သွဲပြာရဲ့ချမ်းသူတော်ဘုရားနေတယ်နေရတိုက်သွဲပြာရဲ့လစ္စာနေရတိုက်သွဲပြာရဲ့ယူနာတိုက်သွဲပြာရဲ့ကောင်းချီတွေဘုရားနေတယ်ဘယ်လဲလိုက်လုံးများဘယ်လဲလိုက်လုံးများကိုစံတမ်းသွားစေသူဘုရောကျွန်ုပ်တို့နဲ့တူမြဲတမ်းရှိနေတယ်ကျွန်ုပ်တို့နဲ့တူမြဲတမ်းရှိနေတယ်ဘယ်တော့မှနောက်မကြဘူးဟေးဟာလေလုယာနောက်မကြဘူးဘယ်တော့မှသပွင့်ဘူးလက်တော်နဲ့အပြည့်အမှုဆောင်တယ်ဘယ်တော့မှမပြည့်တဲ့ဘူးဘယ်တော့မှမထားခဲ့ဘူးဘယ်တော့မှမစွန့်ပြဲဘူးဘယ်တော့မှမပြည့်ခဲ့ဘူးဒီရဲ့ကြဘယ်တော့မှမထားဘယ်တော့မှမထားခဲ့ဘူးဘယ်တော့မှမစွန့်ပြဲဘူးလက်တော်ဆောင်တယ်ဘယ်တော့မှမဖြစ်ဘူးဘယ်တော့မှမဖြစ်ဘူးဘယ်တော့မှမမေ့ခဲ့ဘူးဘယ်တော့မှမမေ့ခဲ့ဘူးဒီရဲ့ကြအာမင်ဟာလေလုယာအိုးသူပြရတဲ့ကဲလေခုန်တီးပြီးချီးမွမ်းရဟာလေလုယာဟာလေလုယာဆိုပြီးတော့ကျဲဆုံးတော့တန်တဲ့ဘုရားကိုချီးမွမ်းရHallelujah. Hallelujah. Amen. Amen. Hallelujah. Speye pisire Nikole yatan sire Kudoye tan nai chindwe Kanta lo miyabu Pile mong dai kong ngeng sire Pile mong dai kong ngeng sire Mong dai lan shao Kudoye tan nai chindwe Kudoye tan nai chindwe မိပင်သားစီလို့မရဘူးကိုတော့ဖြစ်စီပြောရင်ဖြစ်လာတယ်အာမင်ပြောရင်ဖြစ်ဆွေးစီပြောရင်အကုန်လုံးဖြစ်လာတယ်အကုန်လုံးဖြစ်လာတယ်လေးရလုံးနဲ့လာစရူလေးရလုံးနဲ့လာစရူအသက်မရှိတော့တဲ့လူတွေကိုကိုတော့
ရဲ့တတ်နိုင်ခြင်းတွေ တော်ရဲ့တန် ကန်တလုံးမရဘူးအာမင်ကန်တလုံးမရဘူးဘယ်လေမုန်တိုင်းကိုငိမ့်စေတယ်အာမင်ဒီပေါ်မှာလည်းလမ်းလျှောက်စေတယ်ကိုရောရဲ့တတ်နိုင်ခြင်းတွေပြပင်သားစေလို့မရဘူးပြပင်သားစေလို့မရကိုရောဖြစ်စေပြောရင်ဖြစ်လာတယ်ပြောရင်ဖြစ်လာတယ်ပြောရင်ကုန်လုံးရှိလာတယ်အကုန်လုံးရှိလာတယ်လေးရလုံးနဲ့လာစရူလေးရလုံးနဲ့လာစရူအသက်မရှိတော့တဲ့ရှိတော့တဲ့သူတွေကိုကိုရောရဲ့တတ်နိုင်ခြင်းနဲ့ခြင်းမှာအကုန်တရှင်သွားအကုန်တရှင်သွားမေဝါတဲ့ကချီမတန်သူမေဝါတဲ့ကချီမတန်သူကိုရောရဲ့တတ်နိုင်ခြင်းနဲ့ခြင်းမှာအကုန်ချမ်းသာသွားလေးရလုံးနဲ့လာစရူတဲ့မရှိတော့တဲ့လူတွေကိုကိုရောရဲ့တတ်နိုင်ခြင်းနဲ့ခြင်းမှာအကုန်တရှင်သွားမေဝါတဲ့ကချီမတန်သူမေဝါတဲ့ကချီမတန်သူကိုရောရဲ့တတ်နိုင်ခြင်းရဲ့ခြင်းမှာအကုန်ချမ်းသာသွားကိုရောတတ်နိုင်တယ်ကျွန်တော်ကိုယ်ွယ်တဲ့ဖေဟာဒီနေ့ချိန်မနေ့ကနေ့နောင်ကာလမပြောင်းလဲဘူးယခုချိန်ထိအလုပ်လုပ်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်အားဖြင့်လည်းအလုပ်လုပ်အောင်မှာဖြစ်တယ်ဒီအရှင်သစ်ဖြစ်နေပြီဆိုရင်ဘုရားသခင်ကတင့်ကိုသုံးပြုမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီတော့သူကိုရှင်ပြထမြောက်ခိုင်းတဲ့ဘုရားဖြစ်တယ်ရှိမတန်တော့သူတို့လမ်းလျှောက်ခိုင်းတဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာကိုရောရဲ့တန်နိုင်ခြင်းမှာအကန့်အသတ်မရှိကိုရောရဲ့လုံဆောင်ခြင်းကိုရောရဲ့လုံဆောင်ကိုရောရဲ့တန်နိုင်ခြင်းကိုကြိုးဆိုပါတယ်ဟာလေလုယာတတ်နိုင်ခြင်းတွေကန်တလို့မရဘူးကန်တလို့ဘယ်လေမုန်တိုင်းကိုငိမ့်စေတယ်အာမင်ယခုချက်ကြည့်ပြရတဲ့အလုံးလုံးနေတယ်လဲလာရှောင်းစီတယ်ကိုရောရဲ့တတ်နိုင်ခြင်းတွေဘေးပင်သားစီလို့မရဘူးဘယ်အရာတွေကဘုရားရဲ့တကောတော်ကိုမသားစီနိုင်ဘူးအာမင်ပြောရင်လာတယ်ပြောရင်အကုန်လုံးရှင်လာတယ်ရလုံးနဲ့လာစရူရလုံးနဲ့လာစရူမရှိတော့တဲ့လူတွေကိုကိုရောရဲ့တန်နိုင်ခြင်းရဲ့တဲ့မှာအကုန်ကျန်စင်သွားဒီဝါတဲ့ကမမြင်နိုင်သူဒီဝါတဲ့
ဆွဲဆောင်နေရာရာတွေချက်ပူပြီးတော့ဆွဲလာဆုံးပါပဲဝင်းငင်မတောင်းတဆုံးဝင်းငင်မတောင်းတဆုံးဘူရောမြတ်မောင်တို့ပဲလူချင်းနာဘူရောမြတ်မောင်တို့ပဲချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့တရားတောင်းချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းရောရဲ့မြတ်မောင်တို့ကကျွန်တော်အဆွေဆောင်နေရာရာတွေချက်ပူပြီးတော့ဆွဲလာဆုံးပါပဲဝင်းငင်မလွန်ဆိုဆုံးဟာကူရောမြတ်မောင်တို့လူချင်းနာကူရောမြတ်မောင်တို့ကူရောရဲ့မြတ်မောင်တို့ရောရဲ့မြတ်မောင်တို့ကကျွန်တော်အဆွဲဆောင်နေအရာရာတွေချက်ပူပြီးတော့ဆွဲလာဆုံးပါပူပြီးတော့ဆွဲလာဆုံးပါပဲဝိကမလွန်ဆိုဆုံးဟာကူရောမြတ်မောင်လွန်ဆိုဆုံးကူရောမြတ်မောင်တို့လူချင်းနာကူရောမြတ်မောင်တို့တဲ့ကူရောမြတ်မောင်တို့တဲ့ချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့ရချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းချာတော့ရမရှိနေတဲ့ရတောင်းတဲ့အိမ်တော်မရှိနေတဲ့တရားကကျွန်ုပ်တို့တာရွေကောင်းပါပဲဘာတကူမှမလုပ်ချင်ပါပဲချစ်တဲ့လမ်းမမလန်းချင်ဘူးမြတ်မောင်တို့ကတိုင်ရွေးချယ်အရေးကြီးဆုံးမြတ်မောင်တို့မပါပဲဘာတကူမှမလုပ်ချင်ဘူးမြတ်မောင်တို့မပါပဲဘာတကူမှမလုပ်ချင်ဘူးမြတ်မောင်တို့ကလူချင်စို
ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့ချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းဟာလေလုယာချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းမရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီမရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီချာတော်ရဲ့မရှိနေတဲ့ရဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့ရဲ့ကကျွန်တော်တို့တာရီကောင်းပြီရဲ့မျက်မှောက်တော်ထဲမှာခဏလောက်သိစိတ်ဆွနေရအောင်ဘုရားရဲ့မျက်မှောက်တော်ထဲမှာအတန်စင်ဆုံးဌာနတော်မှာဝင်ရောက်နေတာဖြစ်တယ်ကိုရောကြောင့်တော်ကျွန်တော်ယခုချိန်ထိချီးမွမ်းစုရကိုတော်ကြောင့်ကျွန်တော်ကျွန်တော်တက်တာယခုချိန်ထိတချင်များဆိုနိုင်ရအပါကိုတော်ကြောင့်တော်ကျွန်တော်ဘဝကိုတော်ကြောင့်တော်ကျွန်တော်တက်တာယခုချိန်ထိတချင်များကိုခွေရကိုတော်ကြောင့်ကိုရောရဲ့မျက်မှောက်တော်တွေအခြားနေရာမှာရက်တထောင်နေတာထက်သာ၍ကောင်းနေရစင်တိုင်းကိုရောမျက်မှောက်တော်ထဲမှာဆွဲခေါ်တော်မူသောကြောင့်ကိုရောကျေးဇူးတင်တယ်သူမျက်မှောက်တော်ထဲမှာအရာအလုံးပြည့်ပြည့်စုံပြီးဖြစ်တော်ကြောင့်ကိုရောကျေးဇူးတင်တယ်မဆုံးလင်းခြင်းနဲ့ဆုံးလင်းခြင်းပြီးဖြစ်တော်ကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်ဟာလေလုယာဟာလေလုယာနာမတော်ဒီကပါဆက်ဆက်ဘုန်းကြီးပါစေအိုးကိုရောဘုရားရဲ့သားသမီးတွေကိုရောရဲ့မျက်မှောက်တော်မှာပဲအမြဲတမ်းနေခြင်းနဲ့
တာ၍ဆွဲခေါ်ပါတာ၍ကိုရောဖျားသားသမီးတို့ကိုအိုးလမ်းပြတော်မူပါကိုရောကိုယေရှုတင်တယ်ကိုရောကြောင့်သားသမီးတို့ဒီနေ့ထိအသက်ရှင်နေတာဖြစ်တယ်ကိုရောကြောင့်သားသမီးတို့ဝမ်းမြောက်နေတာဖြစ်တယ်ကိုရောကြောင့်သားအောင်မြင်နေတာဖြစ်တယ်ပါကိုရောမျက်မှောက်တော့မပါပဲခြေတလန်းမှမလားနိုင်ဘူးကိုရောမပါပဲနဲ့သားသမီးတို့ပဲအရာတစ်ခုမှမလုံဆောင်နိုင်ဘူးဘုရင်တို့ဖျားဆက်လက်မဆာဘူးကိုရောဖျားသားသမီးတို့အသက်တာတည်တည်စက်ကအနံပါတယ်အာမင်ဆက်လက်စကားပြောပါအာမင်အဘေးအရာတွေကိုလုံဆောင်ရမယ်ဆိုတာကိုရောဖျားဖွင့်ပြပါကိုရောနှလုံးသားကိုရောပြောစီလူတဲ့အရာများကိုရောလောက်ခိုင်လောက်စီတဲ့အရာများလောက်စီခြင်းတဲ့အရာများကိုနားလေသဘောပေါက်ဖို့ကိုရောဖျားမဆာတော်မူပါနှုတ်ကပတ်တော်အပြင်ကိုရောစကားပြောတော်မူပါဝိညာဉ်တော်ကိုဆက်လက်ကြိုးဆိုပါတယ်ဆက်လက်လှူရှားတော်မူပါလှူရှားတော်မူပါကိုရောကိုတောင်းတပါတယ်ကိုရောကိုစာငတ်ပါတယ်ဟာလေလုယာဟာလေဝိညာဉ်တော်ကိုရာကိုနေရာပေးပါတယ်နာမတော်ကိုနှုတ်ပေါင်းချီးမွမ်းလဲယေရှုနာမနဲ့ဇစ်ပူဇော်ပါ၏ဖျားသခင်အာမင်ရှေးဥစွာဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ပေါ့နော်တနေ့ထက်တနေ့ကျမတို့ရဲ့အသက်တာကိုလမ်းပြပို့ဆောင်ပေးတဲ့ဖခင်ဖြစ်တယ်အခက်ခဲတွေပေါ့နော်ပြဿနာတွေမရှိတာမဟုတ်ဘူးပေါ့နော်အဲ့အခက်ခဲတွေပြဿနာတွေထဲကနေဖခင်သခင်ကယနေ့ထိတအောင်ပို့ဆောင်ပေးတဲ့အရာကဖခင်ရဲ့ကျေးဇူးတော်တသက်ဖြစ်တယ်ဆိုတဲ့အရာကိုရှေးဥစွာပြောချင်တာဖြစ်ပါတယ်ဒီနေ့ကျမတို့ကိုပေါ့နော်မျက်မှောက်တော်ထဲမှာဆွဲခေါ်ပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်ဖခင်နဲ့အတူပေါ့နော်ကျမတို့ကိုဥဆောင်ပေးတဲ့ဆရာဆရာမရောက်စီတိုင်းကိုလည်းအထူးကျေးဇူးတင်တယ်အနာဂတ်မှာဒီထက်မကဖခင်သခင်အရောက်စီတိုင်းကိုအသုံးပြုပါစေခုချိန်မှာပေါ့နော်ပနာမကျမ်းဖတ်လိုပါတယ်65ခုမြောက်သောစာလံပိုက်ငယ်1နှစ်ပေါ့နော်လာကြထာဝရဘုရားအားရှင်လန်းစွာတခြင်းဆိုကြကုန်အံ့ငါတို့ဒီကဲတင်ချင်းတို့ရောက်ရာကြောက်ကိုကျူးအေးကြကုန်အံ့ဂျေဇုတော်ကိုချီးမွမ်းလျက်ရှေ့တော်သို့ဝင်၍စာလံတခြင်းဆိုလျက်ကျူးဤသောအတန်ကိုပြုကြကုန်အံ့ဖတ်တော်တဲ့နှုတ်ကပတ်တော်အပေါ်မှာအရောက်တိုင်းတွေဘုရားရှင်ကောင်းချီးပေးပါစေခုချိန်မှာပေါ့နော်ကျမတို့ဒီနေ့ကတကယ်ပဲဂျေဇုတော်ခံစားရတဲ့နေ့ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့တင်တန်းပထမအပိုင်းပေါ့နော်ကျမတို့ဒီနေ့ကဂျေဇုတော်ကြောင့်ဘုရားသခင်ကပို့ဆောင်ပေးတယ်ပေါ့နော်ဒီခုနတော့ကလည်းဒီကျမတို့ကိုတင်တန်းပို့ချပေးတဲ့ဆရာဒီဆရာမတွေဒီမှာပါတို့ပေါ့နော်ဆရာတို့နဲ့လည်းကျမတို့အတူတကွအာရပါရဓာတ်ပုံတွေပေါ့နော်အမျိုးမျိုးရိုက်ကြတယ်ပေါ့နော်တကယ်ပဲပျော်ရွှင်ရတယ်ဆိုတဲ့အရာကိုမြင်တွေ့တဲ့အတွက်လည်းဘုရားရဲ့ဂျေဇုတော်ကိုချီးမွမ်းတယ်ကျမတို့ပေါ့နော်တကယ်ပဲဝိညာဉ်တော်ထဲမှာလည်းဒီဆရာဆရာမ2ယောက်ကျမတို့ပေါ့နော်ကနေလာတဲ့နိုင်ငံကနေလာတဲ့ဆရာနဲ့ဆရာမကိုလည်းဘုရားသခင်တကယ်ပဲအသုံးပြုပေးတယ်ပေါ့နော်ကျမတို့အတွက်လိုအပ်တဲ့အရာတွေဒါတနုကွဲမှာတော့၎င်းကျမတို့ရဲ့အိမ်ထောင်မိသားစုအပေါ်မှာတော့၎င်းပေါ့နော်ကျမတို့ရဲ့ဝန်ထုတ်ဝန်ပိုးတွေအကုန်လုံးကိုပေါ့နော်သူတို့အားဖြင့်ဘုရားသခင်ကကျမတို့ကိုဝန်ထုတ်တွေပို့စေတာဖြစ်တယ်ရှင်လန်းချင်းပေါ့နော်ဝမ်းမြောက်ခြင်းနဲ့ကျမတို့ကိုပို့ဆောင်ပေးတဲ့ဘုရားကိုလည်းဂျေဇုတင်တယ်လို့ဆရာဆရာမတွေကိုလည်းဆရာနဲ့ဆရာမကိုလည်းပေါ့နော်အထူးဂျေဇုတင်တယ်ဆိုတဲ့အရာကိုလည်းထပ်မံပြောချင်တာဖြစ်ပါတယ်ဒီနေ့ကတော့ပေါ့နော်ကျမတို့ဘယ်လိုပြောမလဲဆိုတော့တက်သေးတော့ခုနကတော့ကျမတို့အရောက်စီတိုင်းခံပြီးပြီပေါ့နော်စာရွက်နဲ့လည်းကျမတို့မတ်တရက်ပြီးတော့မခံတဲ့လူတွေရှိတော်ညာလဲကျမတို့စာရွက်ထဲမှာကျမတို့ရဲ့တက်သေးခံချက်တွေအကုန်ပါသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ညတော့တက်သေးခံချက်တော့မပေးတော့ဘူးဖြစ်တယ်နှုတ်ကပတ်တော်ကိုကျမတို့တခါတည်းပဲသွားမှာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ဒီနေ့ညမှာတော့ကျမတို့ကိုနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးမှာတော့ဆရာလင်းဖြစ်တယ်ပေါ့နော်သူကလည်းလူငယ်လေးဖြစ်တယ်အဲဒါကြောင့်မို့လူငယ်လေးဆိုတော့သူတို့ကပေါ့နော်မနေ့ညလဲဆရာခမ်ပေါ့နော်ဆရာခမ်လူငယ်လေးဒီဆိုတော့သူတို့ခင်မိတာဖြစ်တယ်တော်တော်လဲနဲ့ပေါ့နော်တော်တော်လေးဒီလာမှာဖြစ်တယ်အဲဒါကြောင့်မို့ဘာမှမစိုးရင်ကြပါနဲ့ဆိုတဲ့အကြောင်းကိုလည်းပေါ့နော်ရှုပ်စွာပြောချင်တာဖြစ်ပါတယ်အခုချိန်မှာကျမတို့တခြားအစီအစဉ်မရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မို့နှုတ်ကပတ်တော်ကိုပဲပေါ့နော်ကျမတို့ကြိုဆိုကြရအောင်လက်ခုပ်တီးပြီးတော့ပေါ့နော်ကျမတို့အာရပါရနှုတ်ကပတ်တော်ကိုကြိုဆိုကြရအောင်seperti na iten tan pen
อินลำบังเฮเลหังนะความขัดอภุดปันอิมันนะเต็นตานอามันกิสักเกยุน ကျွန်တော်တို့တင်တန်းကကျွန်တော်အိမ်ကိုစောက်တယ်ဆိုရင်တိုင်တိုင်ပဲစိုက်ရသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တင်တန်းပြီးတယ်လို့မခံယူစေချင်ပါဘူး มันกิจะหิดเสียลินะเต็นตานักกิมันมังพากิหากดิ่งฮิโลวิง ဓာတ်ပုံရိုက်ပြီးတိုင်းကျွန်တော်တို့တင်တန်းပြီးသွားတာမဟုတ်ပါဘူး ตูนอากิปันสารดิ่งฮิหัง အခုမှအစာပြုတ်မှဖြစ်ပါတယ် ตัวอากิปัดสารนาเป็นในงาอันนี้เน็กเป็นอินเน็กโลนาจงอากิปัดสารนาขัดเทปะหิง ကျွန်တော်ညနေ9:00တိုင်းမှာထမင်းစားတာအခုမစားတာလဲအစာပြုတ်နေပြီဖြစ်ပါတယ် อากิสับเลยจงอันตั้งลายดิ่งฮิหัง လိုအပ်ရင်ကျွန်တော်အစာရှောင်ဆူတောင်းရမှာဖြစ်ပါတယ် มันได้ยากิปันอิตังกูสาฮิอาเดเนียลอันตันอากิปันดิ่งตูนิตากอามาเลบ ကျွန်တော်ပြောထားပြီးတာပြောထားဖြစ်တဲ့အတိုင်းပဲတနင်္လာနေ့ကစပြီးဒိုင်ရီလာအစာရှောင်ဆူတောင်းခြင်းဖြစ်တဲ့ဒီညကအစာပြုတ်တာဖြစ်တယ် ကျိုး เต็ တင် นเจียงเงินะตัวปลาองมักไก่ดันจูยินเกยจงกงลูดกิกเมลกิเทเกยินตัวเต็งองจะสักปักหินิง ကျွန်တော်ခဏနေလဲပြန်ဝင်လာခြင်းဝင်လာနိုင်တဲ့အခုလောလောဆယ်ဒီအကြောင်းကိုပြောကြတာဖြစ်ပါတယ် อีหุ่นจังดิ่งปลาตัวปลาเมนโตหมวกมะมะหัง တရားဟောမယ့်ဆရာကိုကျွန်တော်တို့ခရစ်တော်နာမ၌တကယ်ကိုကြိုဆိုပါတယ် เสียเลนเลนเป็นบุราบาตาปนงกิเขไรมันินเดนเจียงอลุงซิมสุงอาสวะเลยจงอากิเขรนัถูบังองเกนและเกบังจันวามะมาอิงอะตอมนฟินมอม ဆရာလင်းလင်းကဘုရားဘာသာကနေပြောင်းလဲလာတာဖြစ်တယ်အဲဒါကြောင့်မို့သူပြောချင်တဲ့အရာအများကိုပြောကြရင်ကျွန်တော်လည်းအင်မတန်မှကြားချင်ပါတယ် เมียนมากิรันมิเชนะกักิทัววัวกิปันเบกอาเทฮีอาตัวมัสเสอามาตังถูบังเกบังเทเฮตโลหิง မြန်မာကြီးတော်မရှင်မှာကျွန်တော်တို့အစတွေ့ကြတဲ့ကပဲသူ့အကြောင်းကိုသိတယ်ဒီမတိုင်ခင်ကျွန်တော်သူ့ကိုလို့မသိပါဘူး เมียนมากิรันมิชนารีเข้มเปกเป็นกระปักตัดวีเวอุมิทุปีวีเวฮีอา မြန်မာကြီးတော်မရှင်နရီအားလုံးကတကယ်ကိုလူပုဂ္ဂိုလ်ကောင်းမြတ်တဲ့လူတွေဖြစ်ပါတယ် ตัวละกาเสียเลนเลนเป็นมีหอยมะมะขัดตากังไงสุดหิง အဲ့ဒီထဲမှာဆရာလင်းလင်းကတကယ်ကိုလူကောင်းတယောက်လို့ကျွန်တော်ခံယူပါတယ် กะลุงดำมะมะหิม ကျွန်တော်အင်မတန်မှဝမ်းသာပါတယ် ก็เทเฮลเกียเลจานิตากาอามันอีหุ่นจังป่าอเมอิเซตมาบังอิน ကျွန်တော်မမားဘူးဆိုရင်မနေ့ကတရားဟောတဲ့ဆရာကိုသူမေးဆက်တဲ့အချိန်မှာပြောတဲ့အတိုင်းပဲ อามาจงตั้งฟ้าเสียงโทไอไลดิ่งอินโมอิง သူလည်းပဲพี่นอนโลโม ဟိုနာ โอ้ လူပြုံမဟုတ်တော့ဘူး ตัวจงอาเทเฮลปะไกเวโม အဲ့ဒါလည်းကျွန်တော်မသိတာတခုပါပဲ อเลทัดดิ่งองซับโลมันอาเกนาเทโลไกเว သူ့ကိုလက်ထပ်ဖို့မခေါ်လို့ဘောနော်ကျွန်တော်မသိတာဖြစ်ပါတယ် เกบังตัวไอเต็งละกะมอนุงากไลตังบ้าไลตังแคมเปนาโมปออยู่แต่อเลทัดดิ่งนองซามุนมอม ကျွန်တော်ထဲမှာလူပြောတွေလက်ထပ်မယ်ဆိုရင်ကျွန်တော်ကိုခေါ်ပါနော်တဲ့ เสียเล่นเล่นนี่น้องซับโลมันอะเก็บังอปาปีละมาเทโลวิปาไก ဆရာလင်းလင်းကအကြောင်းမကြားတော့ကျွန်တော်သူလက်ထပ်ပြီးမှမသိဘူး ตัวหิเลละตังวาลซิดเบลมันตายตักจางเงินตุนปาปิซิดมอแหละลุงดาเม่เหมือนลุงปาปิทักข้าบังซาพากลุ่มขัด တနေ့ရှိပြီนะ อ๋อกลุ่มขัดได้เลยตุลโอ้ยมอกลุ่มทุมมออะไร 3 ใช่ နှစ်ရှိပြီนะ แต่ตัวนั้นมันหอยตะกงเกนแฮโนอีเทนักกิบังเกเบียลบัวรวย သူကိုယ်တိုင်သူ့အကြောင်းပြောပါစီကျွန်တော်သိတာတယောက်နဲ့တယောက်မတူဘူးတဲ့ကဲဆောက်တယ်မကွာနုံစွာနေငယ် ဟာလေလုယာ အာမင် ရှိဥစွာအချိန်တိုင်းပြင်ဆင်ပေးတဲ့ဘုရားနာမတော်ဒီဘုန်းကြီးမင်္ဂလာရှိပါစေ ဝန်ဖန်ပြတော့ပတ်တော့လုံဒမ်ထူကိုမဆိုင် ကျွန်တော်ကိုအချိန်တိုင်းမှာငါကဘတော်ဝင်ငါပေးတဲ့ပေးဖို့ရန်အတွက်အခွင့်ပေးတဲ့ဆရာတို့ကိုလည်းဘုရားထုတ်ကောင်းကြီးပေးပါစေ ဟိုနုံခင်စတဲ့တုံးအောင်တော့ပန်ထူပန်ပြက်စက်တာဟန် အဲ့တော့ကျွန်တော်အရင်ဆုံးငါကဘတော်တစ်ပိုက်ဖတ်ချင်ပါတယ် ပစံကမမွန်ခရုံစင်နေ ကျွန်တော်နောက်ကပဲလိုက်ဆိုပေးပါ ကနုံအောင်ဇွေယွန် ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး15အငယ်20ဖြစ်ပါတယ် ကန်ကြီးနစငါ15အငယ်20 စငါနစနေ ရှမွေလကလည်း ရှင်မွေလာကလည်း သာဝရဘုရားဤ သာဝရဘုရားဤ အမိန်တော်ကို အမိန်တော်ကို နားထောင်ခြင်း၌ နားထောင်ခြင်း၌ အာရတော်မူတကဲ့သို့ အာရတော်မူတကယ်တော့ မိရှို့ရာရဲ့ မ
မိရှို့ရာယင် အရာအစရှိသော အစရှိသော ရစ်မျိုးတို့ကို ယင်မျိုးတို့ကို ပူဇော်ခြင်း၌ ပူဇော်ခြင်း၌ အားရတော်မူမည်လော အာရတော်မူမည်လော အလိုတော်တို့လိုက်ခြင်းသည် အလိုတော်တို့လိုက်ခြင်းသည် ရစ်မျိုးထက်တာ၍ကောင်း၏ ယင်မျိုးထက်တာ၍ကောင်း၏ နားထောင်ခြင်းသည် နားထောင်ခြင်းသည် တိုးထီးစီဥထက် တိုးထီးစီဦးထက် တာ၍ကောင်း၏ တာ၍ကောင်း၏ ဖတ်တော်ကျမ်းစာအဖြစ်ရောက်ခြင်းစီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ အာမင် โอเคနှုတ်ဘတ်တော်ခဏလေးဆက်ကပ်ခြင်းပါတယ် ဒုငယ်နင်း တရှင်တော်ဝိညာဉ်တော်ဖျားဒီနေ့ညမှာနှုတ်ဘတ်တော်အဖြစ်ကောင်းကြီးပေးပါဝိညာဉ်တော်ဖျားမဆာဖို့ရတဲ့သူဆုတောင်းပါတယ်လူရဲ့အသွေးခေါ်တွေမပါဘဲနဲ့အကြံအစီတွေမပါဘဲနဲ့အတတ်ပညာနဲ့ပြင်ဆင်ထားတဲ့စကားလုံးတွေမပါဘဲနဲ့ဝိညာဉ်တော်ဖျားရဲ့မဆာခြင်းဖျားရဲ့နှုတ်ဘတ်တော်တမန်တရားစစ်စစ်ကိုဒီနေ့ညမှာတွန်းလောင်းပေးဖို့ရတဲ့ဝိညာဉ်တော်ကိုခေါ်ဖိတ်ပါတယ်ယေရှုနာမနဲ့ဆုတောင်းစကားအနံပါတယ်ဖဖျားသခင် အာမင် โอเคကျွန်တော်ပထမဆုံးအနေငယ်ချင်းချုံနဲ့မိတ်ဆက်ချင်ပါတယ်ကျွန်တော်နာမည်ကတော့လင်းလင်းလို့ခေါ်ပါတယ်ဇာတိကတော့ကလေးမျိုးနဲ့နန်းဆောင်ပူရွာပေါ့နော်ကလေးမျိုးနဲ့တမူကြားထဲမှာရှိပါတယ် ကမင်ပန်လင်းလင်းဟင်နာကခွာကပြန်နာခွာပန်တမိုးလေကော်ပီကီကာလာနန်ဆောင်ပူခွာဟီ အားလုံးဒီကလေးဖက်ကလာလို့ဆိုရင်တော့တိနိုင်တယ်နတ်နွယ်တို့စခန်းကြီးတို့နားမှာရှိတာဖြစ်တယ် နာနွိုင်းစခန်းကြီးလမအုံဟီ လုံးဝဗမာလူမျိုးတွေတိတက်နေတဲ့ရွာဖြစ်ပါတယ် ကောတေစစ်စစ်ဘက်ကအုံနောက်ခွာဟီ ရွာနာမည်တော့နန်းဆောင်ပူရွာလို့ခေါ်ပါတယ် ကမင်ပန်နန်ဆောင်ပူခွာဟီ ကျွန်တော်လည်းဗမာလူမျိုးစစ်စစ်ဖြစ်ပါတယ် ကေကောစစ်စစ်ကဟီဟီ ကျွန်တော်လီတန်ကတော့နည်းနည်းလေးဝဲတယ် ကောကိုက်ဘဲတုံတုံဒီပြန်ဟီ ကျွန်တော်ရုပ်လဲဗမာလို့ပြောရင်ဘယ်သူမှမယုံချင်းလို့ပဲထင်ကြတာဖြစ်တယ် ကမဲလ်ညဇွန်ကောကီတလေကီုံကီုံလို့နာဇိုမီမန်ကစားဟီ အဲ့ဒါလဲကျွန်တော်ကျန်းစံချောင်းတက်တုံးကဇိုဝမ်းနေစားတာများလို့ရုပ်တရောတန်တရောပြောင်းသွားတာဖြစ်ပါတယ် ကလိုက်စနုစံကလိုက်နာမဲဇိုဝန်တေကနေတမ်မနီနာကမဲဇိုကီခဲရင်တေချူမိုင်း ဟာလေလုယာ အာမင် တောင်းပေါ်မှာကိုစပယ်သွားတာ9လကြာတဲ့9လလုံးလုံးအပြုတ်စားတဲ့ခါမှာပို့ပြီးတော့တိုးတက်လာတာဖြစ်တယ် nung nga sa Bisem Revival khanga sung ton tung zo wan vi ve ne kha kai mani na zong zo mi mel sem seming je ဟာလေလုယာ amen အဲ့တော့ကျွန်တော်အမျိုးသမီးရှိပါတယ် azine yin ကျွန်တော်အမျိုးသမီးကတော့ဆရာဝေမောင်တို့နဲ့လူမျိုးအတူတူပဲဖြစ်တယ် kazi pen sia wi mang te to mi nam ki bang he je မြန်မာတနိုင်ငံလုံးပတ်ရှာတာနောက်ဆုံးမရခိုင်ပြည်မှာတော့တွေ့တာဖြစ်တယ် kol gam bup zong ina kai hiang ya kai gama be kamo he je ဟာလေလုယာအဲ့တော့ဆရာဝေမောင်တို့အမျိုးထဲကနေနော်ကျွန်တော်တယောက်အားပေးတာဖြစ်တယ်ဟာလေလုယာ sia wi mang te i mi nam lak pan khat ka pe he je အဲ့တော့ကျွန်တော်နေ့တိုင်းလက်ဖေးတိုက်တင်ပါတယ် ni si mi na nyang tu yung tai le hoi ding he je ကျွန်တော်အတလွတ်ကြီးကိုလူမျိုးမဟုတ်တဲ့လူကိုကျွန်တော်စောင့်ရှောက်ကျွေးမွေးနေတာဖြစ်ပါတယ် ei mi nam mi lo te khat ava ke kha ka he je ဟာလေလုယာ amen โอเคကျွန်တော်ရတာတော့အချင်းချင်းဖြစ်တယ် ke tang thua to min to ra ကျွန်တော်ကအတက်12နှစ်မှာကျွန်တော်ကိုရင်ဝက်ခဲ့ဘူးတယ် kum som le ni ka pha ke na phong ji tum nge yung je ပြီးတော့ကျွန်တော်ဒီအတက်12နှစ်ကနေမှ phong ji sem nge ma ဘုန်းကြီးဝက်တယ်ရွာမှာတစ်နှစ်လောက်နေတယ် ya ma ရွာမှာတစ်နှစ်လောက်စာတင်တယ် ka khwa wa kum khat bang lai ka sin je တစ်နှစ်ပြီးတဲ့အခါမှာကျွန်တော်မန္တလေးမြို့မှာဘုန်းကြီးစာတွေထပ်တင်တယ် to pa ni na mandalia ka pai le wa lai ka sin kha le phong ji lai te je အဲ့တော့မန္တလေးမြို့မှာကျွန်တော်8နှစ်လောက်ကြာတယ် mandalia kum gi at bang ka sin he je အဲ့တော့9နှစ်10နှစ်နီးပါးကျွန်တော်ဘုန်းကြီးစာတွေလိမ့်ပိတ်တင်ခဲ့တယ် kum kwa kum som kim bang phong ji lai te ka sin he je အဲ့တော့ကျွန်တော်ရဲ့ရီမန်းချက်ကဘာလဲဆိုတော့တနေ့ကျရင်တကယ်တော်ပြီးတော့ပညာတတ်တဲ့ဘုန်းကြီးတစ်ပါးဖြစ်ရမယ်လို့ကျွန်တော်ရီမန်းချက်ထားတာဖြစ်တယ် kangim na pen bang hiam chila ni khani changina lai asyam ma apil ma phong ji swak ding chi kangim na he je အဲ့တော့ကျွန်တော်ရဲ့အဖေဒီအမေဒီကတော့တားယောက်ျားလေးမိသားစုညီကောင်မောင်တော်မှာထဲမှာတားယောက်ျားလေးအကြီးဆုံးဖြစ်တော့ဘုန်းကြီးမဝဲစေခြင်းမူမိသားစုကိုနော်တကယ်ဥဆောင်စေခြင်းတာဖြစ်တယ် ke pen ko naw la ka pasal la ka upa pen kai man na kanu ka paten ke pen phong ji swak sak nom lo ina na semin amaw awak ding nang de hi ဒါပေမဲ့ကျွန်တော်လုံးဝမရဘူးကျွန်တော်တကယ်ဘုန်းကြီးပဲလုပ်မယ်တကယ်ပညာတတ်အောင်သင်မယ်တော်တဲ့ဘုန်းကြီးတစ်ပါးဖြစ်ရမယ်လို့ကျွန်တော်ရီမန်းချက်တိုင်းကျွန်တော်သွားခဲ့တယ် ayan ke ka ut ke ya phong ji sem ding mi pil mi chim khat swak ding chi pen ka un na he အဲ့တော့ကျွန်တော်9နှစ်10နှစ်လောက်မန္တလေးမှာဘုန်းကြီးစာတွေတင်ပြီးတဲ့အခါမှာ kum kwa kum som bang mandalia
pil na kasin kitjang ina ကလေးမျိုးကိုကျွန်တော်ပြန်ရောက်ခဲ့တယ် kol pia kong cha ki hi အဲ့ဒီမှာကျွန်တော်ခရိယန်ပါဒီအကြောင်းကျွန်တော်လေ့လာတယ် to panina tapi ro te thu ka kan kha hi che အဲ့တော့ကျွန်တော်လေ့လာတော့ကတော့အကောင်းနဲ့လေ့လာခဲ့တာမဟုတ်ပါဘူး a hoi ya kan ka hi ke hi အဲ့တော့ခရိယန်တွေကဘာလို့ငါတို့ဗုဒ္ဓဘာသာတွေကိုဘာသာရေးတွေးဆောင်ဖျက်ရောက်တယ်လဲဆိုတော့ကျွန်တော်မကျေနပ်လို့ဖြစ်တယ် tapi ro ten bahang ina ko bok da ba da te pen ong kem bo ong zol bol hiam chi pen ka thai no man hi အဲ့တော့ငါတို့ဗမာလူမျိုးတွေလည်းကိုဖျားနဲ့ကိုဘာသာနဲ့ကိုရှိတာပဲဘာလို့နီလန်းမျိုးစုံနဲ့ဘာသာရေးတွေးဆောင်ဖျက်ရောက်တယ်လဲလို့ကျွန်တော်အမြဲတမ်းစဉ်းစားတာဖြစ်တယ် ko kol te jong ko i byang na to kin sa ge gu pen bang de hi tapi ro ten ong zol bol ong kem bol som din ke hiam chi pen ka ngai sun na hi အဲ့တော့ဒီနေ့မှာတရားဟောဆရာမတယောက်ကကျွန်တော်ကိုခေါ်တယ် ni khat ni chai na pasien thu gen siama nu khadina ong sam hi အဲ့တော့ခရိယန်တရားဟောပွဲရှိတယ်လိုက်ချင်လားလို့ကျွန်တော်ကိုမေးတယ် tapi do thu sin na khat om hi nong zui nom yam ka chi ong chi hi je အဲ့တော့ကျွန်တော်တကယ်တမ်းဆိုတော့ယေရှုအကြောင်းကျွန်တော်စိတ်ဝင်စားဖို့အထင်လည်းမကြီးဘူး ata ken gen pen jesu thu pen lung lut vel lo jong thu pi ngai sut vet keng အမှန်တမ်းပြောရင်ယေရှုကိုကျွန်တော်တို့ကဖျားလို့တောင်မထင်ဘူးငါတို့က siang gen ma ma leng jesu pen pasien chin jong ka vet ke hi အဲ့တော့ငငယ်တည်းကကျွန်တော်တို့ကြားနေကြစကားရှိတယ် kane wa ke bat ka zak zel thu khat om hi အဲ့တော့ယေရှုဖျားကလဝကားတိုင်းမှာအသေးဆိုးနဲ့အစိမ့်တွေနဲ့တည်တဲ့ဖျား jesu pasien pen singlam te tonga si sia to a si pasien အဲ့ဒါမကျွတ်မလွတ်တဲ့ဖျား swak ta lo mo mau swak ta lo akha khong alang nam te gen te mo swak ta lo te hi che အဲ့တော့အဖေမေကခရိယန်နေပေါ့နော်ကျွန်တော်တို့ဖေမှာတော့ချင်းလူမျိုးတွေအများဆုံးရှိတယ်ကြည့်လိုက်ငါသားဒါတွေကအယူလွဲတဲ့အဖွဲတွေပဲလို့ပြောတယ်အယူလွဲတဲ့အဖွဲတွေလို့အများနဲ့ကျွန်တော်တို့ပြောပြတာဖြစ်တယ် na kanu ka pan jong thu hil na hi te hi tapi ro te pen nak khial ma hi mo chin ong gen de ni အဲ့တော့ကျွန်တော်လည်းငကိုတော့ကခဏခဏဆုတောင်းပေးတယ်နော်ညဖုန်းကြီးเจ้าမှာလေဖျားရှိခိုးပြီဆိုတော့အော်ဒီချင်းတွေပြောင်းလဲပါစေလို့ ko jong phong hi cha kom lai na hi tapi ro te ma ma ei byang na kol byang nang ki khel ta hen cha thu ka ngen zelu hi che ဒီချင်းတွေဖျားစစ်ဖျားမှန်ကိုတွေ့ကြပါစေနိဗ္ဗာန်ရောက်ပါစေလို့ကျွန်တော်ညတိုင်းဆုတောင်းပေးတာလားတကယ် i zo mi te pasien tak tak theu hen la van gam tung hen chi na ko thu ka ngen zelu hi che အဲ့တော့ဘာပြောအဲ့တုန်းကတော့ကိုအမှန်ဆုံးပေါ့နော် to lai ta gen ba ke ko jong a man pen ka ki sau hi che အဲ့နဲ့ကျွန်တော်ဒီလိုစဉ်းစားတယ် to pa ni nai da ne ka ngai sun hi ဒီခရိယန်တွေကငါတို့ဘလို့နီးလန်းနဲ့တွေးဆောင်ဖျားရောက်တယ်လဲဆိုတော့ကျွန်တော်တိဖို့လိုတယ်လို့ကျွန်တော်စဉ်းစားတယ် to ma ni na hi tapi ro ten ei te pen koi bang ina ong zol bolong khem bol som yam chi pen i thei ding ki sam hi ka chi hi အဲ့နဲ့ကျွန်တော်လိုက်မယ်စီမှာကျွန်တော်လိုက်ခဲ့တယ် to pa ni na ken ong zui ni nge chi na to siama nu ka zui hi အဲ့တော့ကလေးမျိုး KZP ရုံးမှာ kol pi kzb zuma ကေတင်ချင်းတင်နန်း၄ရက်ကျွန်တော်တက်တာဖြစ်တယ် gum na tu gen na tin tan ni li ka ka hi အဲ့တော့ကျွန်တော်အစီအစဉ်ကတော့ဒီခရိယန်ရဲ့အားနည်းချက်တွေယေရှုရဲ့အားနည်းချက်တွေကျွန်တော်ကောင်းကောင်းလေ့လာမယ်ပြီးတဲ့ခါကျရင်တနေ့ကျရင်ငါတို့ဗမာလူမျိုးတွေခရိယန်ထဲမှာရောက်အောင်ကောင်းကာကွယ်နိုင်လိမ့်မယ်လို့ကျွန်တော်စဉ်းစားတာဖြစ်တယ် ka ngim na bul pi pen hi tapi ro te i thu thei ding ina amau i thanem na hoi ta kan ding ina ni khani chang amau teng pen to nyal kik ding chi pen ki lungol na hi ka ngim na yem အဲ့တော့ကျွန်တော်အဲ့ဒီမှာတူချုံနဲ့ပြောရင်အဲ့ဒီ၄ရက်မှာကျွန်တော်ဖျားကိုယုံကြည်လက်ခံခဲ့တာဖြစ်တယ် to min gen leng to sunga to ni li sungin na pasien pen jesu pen hon pa gum pan ka sang hi ကျွန်တော်ဖျားသခင်ကိုကျွန်တော်ရဲ့ဖန်ဆင်းရှင်ဖြစ်ကဲတင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတော့ယင်းချင်းမင်္ဂလာခံယူတယ် pasien pen ke yong bol pa ina ka sanga tui ka ki phum hi ပြီးတော့ကျွန်တော်အိမ်ပြန်တယ် to pa ne ina ka che hi အဲ့တော့မိသားစုကအမျိုးမျိုးအဆင်မပြေတဲ့အရာတွေရှိတဲ့ခါမှာတူချုံနဲ့ပြောကျွန်တော်အိမ်ပေါ်ကနေဆင်းလာခဲ့တယ် byang na ki ban no lo chai na lem lo na tam ngom loi mani na atom na in pa ne na ka kum khia hi ka puswa ki ပိုက်ဆံတပြားမှမရှိဘဲနဲ့နော်အဲ့တုန်းကယုံကြည်ခြင်းပေါ့နော်အဲ့တုန်းကဟိုဘက်ကယုံကြည်ခြင်းပေါ့ဒီဘက်ကယုံကြည်ခြင်းလေအိမ်မောကနေအင်ကြီး၃ထဲနဲ့ကျွန်တော်ဆင်းလာတာဖြစ်တယ် sum nong bang mani lo in pa ne na puan sil thum bek to ka puswa khia hi အဲ့တော့ကျွန်တော်အမျိုးတွေကပြောတာပေါ့ဒီကောင်ကတနေ့နေ့ကျရင်ဒုက္ခရောက်ပြီးတော့ပြန်လာမှာအေးစီနေစောင့်ကြည့်လိုက် ka tanaw ten ong hip na enun hi pa pen ni khani cha haksan na to ong ki le ki ding hi chi ong gen hu ဒါပေမဲ့ကျွန်တော်ဖះစီမှာဆူတောင်းတယ် en ket pasien ke thu ka ngen hi ဖះဆိုတာတကယ်ရှိရင် pasien nom tak pi le အဲ့ဒီသူတို့ပြောတဲ့ဖန်ဆင်းရှင်ဆိုတာတကယ်ရှိရင်ကျွန်တော်တို့ဒုက္ခမရောက်အောင်စောင့်ရှောက်ပေးပါလို့ကျွန်တော်ဆူတောင်းတာဖြစ်တယ် to te igen zo mi te igen piang sak na ken pe piang sak pa chi om tak pi le ki ka boy na haksan na ka to lo nang huin chi na thu ka ngen hi
အဲ့တော့ကျွန်တော်ကျန်းစာကြောင်းရောက်တယ် ไลซันโนสังกะตุงเฮ ပြေဦးလင်ကဒီ EG ပေါ့နော်အိမ်မှာနေလာကျန်းစာကြောင်းမှာကျွန်တော်ကျန်းစာကြောင်း3နှစ်ပြီးတယ် ปิวลุยนาอิมานูเอลไลซังโทสังกุมทุมกะกะเฮ ပြီးတဲ့ခါမှာကျွန်တော်ပြန်စရာအိမ်မရှိလို့ကလေးမျိုးပြန်ရောက်တယ် สังกะมันกะจังจานะเรมุนเนโลกะจะกอลปีกะตุงเลวเลวเฮ အဲ့တော့အိမ်ကိုအဆင်ပြေမလားလို့ပြန်ကြည့်တာအဆင်မပြေဘူးကျွန်တော်ပြန်ထွက်လာတယ် อินะอเลมตะตัมโมจินะกะยินูกะเจ้าหิมนันสังปัวโมยังเลมต้นลุยจะกงปุสวกเกกิเฮ အဲ့တော့ကျွန်တော်ကလေးမျိုးမှာပဲEDS ကျောင်းမှာကျွန်တော်ကျန်းစာကြောင်းတစ်နှစ်ပြန်တက်တယ် กอลปีอีทีเอสไลซันโนสังกุมขัดกะกะเลวเลวเฮ ကျွန်တော်ဘဝတဲ့အကောင်းဆုံးသောလေ့ကျင့်ရေးတင်နန်းကျောင်းဖြစ်တယ်ဟာလေလုယာ กันนุนตังนาดิงินะอะทุปิเป็นกิสินนะสังะฮีอีทีเอสเป็น ဟာလေလုယာ อาเมน ကလည်းပဲတစည်းရဖို့ဇွန်းနဲ့မွေกะละเบเบสันตังคันงานะดีงาเดตะกะซอนเกกูลีจีตัวสังอะมอ ရှူရှဲတထုတ်ရရင်အဲ့ဒီနေ့ကအပျော်ဆုံးနေ့ပဲ ซูเซโตคันอิงานี่เป็นตัวนี้เป็นอนุมเป็นนี่ฮี အားတော့အကုန်လုံးကုံတော့မှဆိုလို့တဝက်ပြီးတော့တဝက်စားတဝက်ကိုနောက်နေ့မှပြန်စား ตอนนั้นเงินทกหลังตาทกหลังเป็นเสียงพดอินะยากินเนฮี အဲ့တော့အဲ့ဒီကနေမှကျွန်တော်2014မှာစပြီးတော့ဂီတောင်မီရှင်မှာစက်ကတ်တာဖြစ်တယ် ต่อไปนี้นะตูนี่เลยสมเลยลีกีรอนะกิปัดกุมใหม่นะกะกิเฮลฮี ဟာလေလုယာ อาเมน အဲ့တော့ကျွန်တော်ဘဝရဲ့ပထမဦးဆုံးမီရှင်စက်ကတ်တဲ့နေရာဖြစ်တယ် มันสเปนเป็นเปอร์เซ็นต์นักเกษตรนามุนีไปฮี ဒီနေ့ဒီချိန်ဒီစက်ကတ်တဲ့နေရာလည်းဖြစ်တယ် ตัวนี้ดงมากเปอร์เซ็นต์นักเกษตรนาฮีไปฮี ကျွန်တော်စတော့ကကျွန်တော်အမှုတော်ဆောင်ခေါ်တဲ့လူတရားမှမရှိဘူး ตัวงาเกเปอร์เซ็นต์นักเกษตรดีนังซ้ำกว่ามาอมโลฮี ကျွန်တော်အမှုတော်ဆောင်ချင်လုံးလို့တပိုင်းကိုတေးလို့ ไอ้ละเปอร์เซ็นต์นักเกษตรน้ำมาใหม่นักโกมฮี ကျွန်တော်ဘလို့အမှုတော်ဆောင်ရမလဲကျွန်တော်မသိဘူးကျွန်တော်ဘလို့အမှုတော်ဆောင်မလဲဘလို့စမလဲဘလို့နေမလဲဆိုတော့ကျွန်တော်ဘာတစ်ခုမှနားမလဲဘူး ကိုကြီးဘငါเปอร์เซ็นต์นักเกษตรนิ่งจีเป็นกะทีเวตกี အဲ့ဒါကြောင့်ကျွန်တော်ဂျေစုတော်ကြောင့်ဂီတောင်မီရှင်မှာကျွန်တော်ဖျက်ခင်ပို့ဆောင်ပေးတာဖြစ်တယ် ไอ้ตัวนักเปอร์เซ็นต์อีทุพาดอกีดอนมิชนะกะเกลคาฮี အခုကျွန်တော်တို့နည်းနည်းပပလေးနားလည်တဲ့ခါမှာခေါ်တဲ့လူကအရန်များလာတယ် ตึงเปอร์เซ็นต์ทุพาดองซ้ำนวมเจียวๆของตำ ကျွန်တော်တို့ဘာမှမဟုတ်ခင်တော့ဘသူမှဂယူမဆိုင်ဘူး บังมาฮีโลไลนะกว่ามันงอนหมดโลฮี အဲ့တော့ကျွန်တော်တို့တရားလေးနည်းနည်းပေါ့ဟောတက်လာတဲ့တင်တန်းလေးတွေပေးတက်လာတဲ့ခါမှာငါမီရှင်နဲ့လာပါအားခေါ်ကြတာဖြစ်တယ် หุ่นทุห้องตรงๆก็อีเกนที่จังตินนั้นห้องตรงๆอีเปียกที่แต่องซ้ำนวมเป็นอามาตรงกิจมุนจังซ้ำนวมเป็นองตำสิมกีเกตาย ဟာလေလုယာ อาเมน ဒါပေမဲ့ဂီတောင်မီရှင်ကကျွန်တော်တို့မိသားစုဝင်လို့ဖြစ်နေတဲ့နေရာဖြစ်တယ်ဟာလေလုယာ ไอ้จนนักกีฬามิชินเป็นเกียรติงินะก็อินกวนปีเตะบังฮิตาฮี အဲ့တော့ကျွန်တော်တို့အချင်းချုံတစ်တိခံခြင်းဖြစ်ပါတယ် เกียรตินุนตานาตุกิสายตัวมีนักองเกนนบตัวเตะ โอเคကျန်းစာလေးပြန်သွားရအောင် ไลซันโนสงอาลุดกิงนี่ အားလုံးလည်းဗိုက်စာနေပြီဖြစ်ပါတယ် เวกุนากิลเกียวซงกิลเกียวตันยูเตะ မျက်နှာလေးလည်းနည်းနည်းချင်းညိုးလာပါတယ် แต่มาอยู่สักตมงกุมเปียนตาฮี ဒါပေမဲ့တင်တို့အထဲမှာရှိတဲ့ဟာလေလုယာဟာလေလုယာ นี่ตาอันงอลิงเจมอยะปะปายนะ ပပပြောတာเนาะကျွန်တော်တို့မဟုတ်ဘူးအရန်ကြားတယ်ဆိုရင်ပပကိုပဲပြစ်တင်ပါဟာလေလုယာ อาเมน အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကတော့ကျွန်တော်အရန်တရားဟောလဲမတော်ပါဘူး ทุกเย็นจงกระเสียมกอลเกฮี ကျွန်တော်အပြောလဲအရန်มကျွမ်းပါဘူး กับจงกระจิดำตอนเกฮี ဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အရာထက်တာ၍ကောင်းတဲ့အရာကိုဝိညာဉ်တော်ဖွင့်ပြမှာဖြစ်တယ် ไอ้ตัวน่ะก็เกนนบสร้างน่ะทุบปิโซถูกตัวน่ะข้าเสียงทุนองฮิลดิงฮี ဟာလေလုယာ อาเมน ဒီနေ့ညကျွန်တော်ရဲ့နှုတ်ကပတ်တော်ကဆရာမိုက်ကယ်မင်းမင်းကိုပြောင်းလဲကျွန်တော်ကြည်နပ်ပြီဟာလေလုယာ ตัวนี้ก็ทุกเย็นนี่น่ะเสียมาเกมิมินเคลเลกะลุงกิมตาฮี ဘသူမှခွာမရလဲဆရာမိုက်ကယ်မင်းမင်းခွာရတယ်ဆိုကျွန်တော်ဟောရကြနပ်ပြီဖြစ်တယ်ဟာလေလုယာ ทางาโลหังเสียมาเกมิมินทางาเลกะลุงกิมตาฮี ဟာလေလုယာကျွန်တော်အရန်ချစ်လို့ပါ ก็ใกล้หลวนมันฮี ကျွန်တော်ပဲပြောင်းလဲပြီးကျွန်တော်တငယ်ချင်းတွေကြံခဲ့တာမကြိုက်ပါဘူး เกกี่เคลเลยนะกะลมเตะกี่เคลโลดิงอุดเก่งเจ้ မဟုတ်ရင်ကျွန်တော်ကသူနဲ့အနီးကပ်နေတဲ့ခါမှာအရက်ကိုလှုပ်ရှားတာဖြစ်တယ်စိတ်က ไอ้เกลเลยมาตัวกินนายจิกะอมกะยมันน่ะกะเจ้ သူနဲ့စကားနိုင်ရွယ်လောက်ပြောရင်ဝိညာဉ်ကနည်းနည်းရော့လာတယ် อามาตัวนายลังบังกิโฮคาเลงอีขาทาเนมเซมมี အဲ့တော့ကျွန်တော်တငယ်ချင်းအမြန်ပြောင်းလဲမှဖြစ်မယ်လို့ကျွန်တော်ဆုတောင်းတာဖြစ်တယ် กะลมบักกี่เคลแม่งในอุดิงเจ้ ဟာလေလုယာသူကကျွန်တော်ထက်အသက်လက်ကြီးတဲ့ဝိညာဉ်ဘိတ်တိတ်လည်းမြင့်နေဇာတိบိတ်တိတ်လည်းမြင့်နေ มาเป็นเกสังกุมซงอุโซข้าเสียงดูสะเท่านี่เราต้องน่าเสียโซตักซะสะเท่านี่เราต้องน่าเสียโซอีเจ้ သူကပြောပဲပြောတာတကယ်မလို့ဘူး มันเป็นเกนเบเกนนี่น่ะเซมโลฮี ကျွန်တော်တို့ကသူပြောတော့စဉ်းစားပြီးတာအစီမပြေတော့ กูเป็นทำไมเกนเต็งไงสุดไงสุดๆน่ะกะขาเท่าเนมแกฮีเจ้ အဲ့ကြောင့်ဒီမှာရှိတဲ့လူဆရာမိုက်ကယ်ပြောတဲ့စကားအတိမယူပါနဲ့ อีเต็งอ่ะเต็งนี่น่ะเสียมาเกลทุกเกนเป็นตะตะเกนน่ะสังเกยุนเจ้ ဟာလေလုယာ
โอเคဖျားခင်အထူးကောင်းကြီးပေးပါစေအဲတော့ကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်အရန်ခွန်အားရတဲ့ကျမ်းပိုက်ဖြစ်ပါတယ် Hi lai chan mun pen nak pi tangin katanga na lai chan do hi. ဒီမှာအားလုံးကအမှုတော်ဆောင်နေဖြစ်တဲ့တင်းဦးဆရာတွေဖြစ်တယ် Hi tanga iveka pen pasena sem te pasta te jong hi. အများကြီးမပြောဘဲနဲ့နည်းနည်းလေးပြောရင်အများကြီးမြင်တဲ့လူတွေဖြစ်တယ် Tampi ka gen ke jong tombe ka gen jong en tampi a thading te hi. ဟာလေလုယာ Amen. အဲ့တော့ဒီမှာကျွန်တော်တို့ကတင်တန်းဖြစ်လို့တာကလေးကလားနဲ့နေကြတာဖြစ်တယ် Tin dan hi man na pang vai ta kai om ke hi. ခုနေရာမှာကျွန်တော်တကယ်ဆရာကြီးတွေဖြစ်တယ် Ei mun te kai le pen na se ma ma te hi. ဟာလေလုယာ အာမင် တကယ်တင်းဦးဆရာတွေဖြစ်တယ် Bol pi kem sia te အဲ့ khong ဒီ hi. တာနာနေမှာတကယ်ခေါင်းဆောင်ကောင်းတွေဖြစ်တယ် Ni mission na sem na ma kai pi te hi. ဟာလေလုယာ Amen. ကျွန်တော်တို့ကဒီနေရာရောက်မှကလေးလိုလောလောလတ်လတ်နေလို့ရတာနော် Ite be teng itun hang be itun chang be gena naw pang da na ki om sei. ကိုယ့်အိမ်မှာကိုယ်လေးဟန်ဆောင်ပြီးမှနေရတာ Ei khong le bo ki nei ke gol hi che. တကယ်မွန်းကြက်တယ်တကယ်တိလား Gi moi so se ni ki nei ke pe. မပြုံးချင်လဲပြုံးပြုံးချင်လဲပြုံး Nui nom ta ke lang nui kha ma te nui nom ta lang jong nui kha. တင်းနဲ့တက်တဲ့ခါမှာပပတို့နုနုတို့ဆရာဆွမ်းတို့ရှိကိုရောက်တဲ့ခါကျွန်တော်တို့ကကလေးတွေဖြစ်သွားတာဖြစ်တယ်ဟာလေလုယာ Papa te nunu te se son te mai be naw pang bang en ki om ke mo ki che. ဟာလေလုယာ Amen. โอเคအဲ့ထက်မှာကျွန်တော်ကျမ်းစာထဲမှာဒီလိုပြောပါတယ်ဖျားသခင်ကရစ်ပူဇော်ခြင်းရစ်တည်ထဲတဲ့ဖျားသခင်တာရွေးကြိုက်တဲ့အရာကအလိုတော်တို့လိုက်ခြင်းဖြစ်တယ်လို့ကျမ်းစာကပြောပါတယ် Te nai lai san no sim na songa biak biak na sangin thuman ding hoi zo hi chi. ဒုတိယတစ်ချက်ကတော့နားထောင်ခြင်းဒီတိုးထီးစီဦးတဲ့တောင်တာရွေးကောင်းတယ်လို့ကျမ်းစာကပြောတာဖြစ်တယ် Ani na pen thungai na pen tu tao thao te sangin jong hoi zo hi chi. အဲ့တော့ကျွန်တော်တို့လောကမှာယေရှုတော်ချီးမွမ်းခြင်းတွေအမျိုးမျိုးရှိပါတယ် Leitung lungdam ko na pen nam tom tom om hi. ကာယလို့ယေရှုတော်ချီးမွမ်းတဲ့ဖွဲ့တွေလည်းရှိတယ် Moto ni man na lungdam ko jong om hi. အိမ်ကောင်းကောင်းစောင့်နိုင်လို့ယေရှုတော်ချီးမွမ်းတဲ့လူတွေလည်းရှိတယ် Ino ino no lam zo manin lungdam ko jong om hi. မြန်မာပြည်ကနေမလေးရှားကိုရှော့ရှော့မောမောရောက်လာလို့ယေရှုတော်ချီးမွမ်းတဲ့ဖွဲ့လည်းရှိတယ် Myanmar gam pan Malaysia hoi takinang tung the man na lungdam ko jong om hi. UN ကရတော့လို့ယေရှုတော်ချီးမွမ်းတဲ့ဖွဲ့လည်းရှိမှာပါ UN kan nga manin na lungdam ko jong om ding hi. ဆယ်တန်းအောင်လို့ယေရှုတော်ချီးမွမ်းတဲ့ဖွဲ့လည်းရှိမှာပါ Kan sam on manin lungdam ko jong om ding hi. မလေးရှားကနေအမေရိကကိုရောက်သွားလို့ယေရှုတော်ချီးမွမ်းတဲ့ဖွဲ့လည်းရှိမှာပါ Malaysia pan US tun manin na lungdam ko jong om ding hi. အဲ့ဒါတွေကအားလုံးကောင်းပါတယ်တဲ့ဖျား Ate ခင် kem pen hoi hi chi. အဲ့ဒီထက်တာ၍ကောင်းတဲ့အရာက Tua sang hoi zo na အလိုတော်တို့လိုက်ခြင်းဖြစ်တယ်တဲ့ pasien thuman na hi hi. ဖျားစကားနားထောင်ခြင်းကဖျားအကြိုက်ဆုံးသောအရာဖြစ်တယ်လို့ဖျားကပြောတာဖြစ်တယ် Pasien ni thuman na pen pasien na dei pen penun tang na hi chi mo ki. ဟာလေလုယာ Amen. နားလည်နိုင်မှုဖျားရှင်ကောင်းကြီးပေးပါစေ Del siam ni to pan thu pang pe ta. အဲ့တော့ကျွန်တော်တို့ဘာတွေပိုင်ဆိုင်တယ်လဲဆိုတာထက် Toy man na en bang ni ha mi chi sangin. ကျွန်တော်တို့ပညာတွေဘယ်လောက်တက်ပြီလဲဆိုတာထက် Pil na bang za ni ta hiam chi sangin. ကျွန်တော်အလုပ်တွေဘယ်လောက်ထိလုပ်ခဲ့ပြီလဲဆိုတာထက် Bang na septeng sem kin hiam chi sangin. ကျွန်တော်လင်းလင်းဖျားစကားဘယ်လောက်ထိနားထောင်တယ်လဲဆိုတဲ့အရာကိုဖျားတကယ်ပူစိတ်ဝင်စားတဲ့ဖျားဖြစ်တယ် Kay lin lin pasien kamal bang za ina mang ka hiam athu mang ka hiam chi pen pasien in dei zo hi. ဟာလေလုယာ Amen. ဟာလေလုယာ Amen. ကျွန်တော်တို့တွေအမှုတော်ဆောင်နေကျွန်တော်အများကြီးကြည့်တယ် Pasien na sem te kong in hi. တချို့ကအမှုတော်ဆောင်ရင်နဲ့အလဲတဝက်လောက်မှလမ်းလွဲသွားတဲ့လူတွေလည်းရှိတယ် Wal khat te pasien na sem na lam lang khong panin na lam pial khong jong yom mo ki. တချို့တော့အမှုတော်ဆောင်တွေကအမှုတော်ဆောင်ရင်နဲ့ဘဝအဆုံးသက်တဲ့ခါနီးမှလမ်းလွဲသွားတဲ့လူတွေလည်းရှိတယ် Wal khat te jong sem na anun tang naw abe makwan khong in jong lam pial khong om na om ve ve hi. အဲ့တော့ကျွန်တော်ပိုင်ဆိုင်မှုကြောင့်လမ်းလွဲသွားတဲ့လူတွေလည်းရှိတယ် Ni le lam hangin lam pial jong yom hi. ကြော်စောမှုကြောင့်လမ်းလွဲသွားတဲ့လူတွေလည်းရှိတယ် Min le za hangin lam pial jong ki yom နာ hi. မည်ကြီးချင်းနောက်မှာလမ်းလွဲသွားတဲ့လူတွေလည်းရှိတယ် Min than na nung del khai na lam pial jong yom hi. လိန်ညာချင်းနောက်မှာလမ်းလွဲသွားတဲ့လူတွေလည်းရှိတယ် Kem na hangin lam pial kha jong yom hi. တချို့ကအမျိုးသမီးကိစ္စအမျိုးသားကိစ္စမှာလမ်းလွဲသွားတဲ့လူတွေလည်းရှိတယ် Po kharin nu le pa vai hangin na lam khial kha jong ki yom hi. ဖခင်ကကျွန်တော်တို့ကိုအဆုံးတိုင်အောင်စကားနားထောင်ခြင်းနဲ့အဆုံးသတ်ဖို့အလိုတော်ရှိတာဖြစ်တယ် Pasien in pen ate pen atop dongin at ama tung achitak ding nang de hi hi. ဟာလေလုယာ Amen. ကျွန်တော်တို့ဘလောက်ပိုင်ဆိုင်ခဲ့တယ်လဲဘလောက်ရခဲ့တယ်လဲဘလောက်လုံနိုင်ခဲ့တယ်လဲဆိုတာတဲ့လောကမှာအစကနေအဆုံးထိတိုင်အောင်ဖခင်စကားကိုနားထောင်ပြီးတော့တစ္ဆာရှိစွာအမှုတော်ဆောင်ခြင်းကိုဘုရားခင်အလိုတော်ရှိတာဖြစ်ပါတယ် Pasien in ate pen bangza ni ngi hiam bang sem ngi hiam chi te sangina inun ta na sunga atop dongina ama tung achitak in ama thu iman ding pen ong de hi hi.
ဟာလေလုယာ အာမင် ကျွန်တော်ဘုရားရှင်မှာအမြဲတမ်းဆုတောင်းတယ် Pasien kaya nga ton tungin na thu kang yen hi. ဘုရားသခင် Do pa. ကျွန်တော်အယမ်းနာမည်မကြီးရင်လည်းနေပါစေ Ke kamin than luan lo hang jong phamo ke. တိုက်တွေကားတွေအများကြီးမပိုင်ချင်လည်းနေပါစေ Tayin mo to de kan ni lo hang jong phamo ke. တာရနာတွေအများကြီးမပိုင်ခဲ့ချင်လည်းနေပါစေ Mission na sep na tampi kan ni lo hang jong phamo ke. ကျွန်တော်တည်တဲ့နေ့ထက်တဲ့အောင်နာမည်ပြည့်မရှိဘဲနဲ့အမှုတော်ဆောင်ပါရစေလို့ဆုတောင်းတာဖြစ်တယ် Kasi dongin min sian na ni lo ina nang mana sem no ming jin na katungin na hi. ဟာလေလုယာ Amen. ဟာလေလုယာ Amen. နားလည်နိုင်မှုဘုရားရှင်ကောင်းချီးပေးပါစေ Pa na teo siam din na အဲ့တော့ thu ကျွန်တော် pang တို့အဖြစ်အပျက် pe လေးတစ်ခုကြည့်အောင် ta. Thu piang khat en pang ni. အငယ်အခန်းကြီး15ထဲမှာရှိပါတယ် Alien som le nga song om hi se mol ma sa mo. ဘုရားသခင်က Pasianin. ကျွန်တော်ကျမ်းစာဖတ်လိုက်မယ်နော်ကောင်းကင်ဘုရားရှင်သာဝရဘုရားမိန်တော်မူဒီကအေဂုတုပြည်မှာထွက်လာတော့ဣတေလအမျိုး၌အာမလက်အမျိုးပြုသောစီတာချင်းအမှုကိုငါမြင်လျက်ရှိ၏ယခုသွား၍ထိုအမျိုးတို့ကိုလှုပ်ကြံလောနှမျိုးချင်းမရှိဘဲရှင်းရှင်းဖြစ်စီ၍ယောက်ျားမိန်းမတူငယ်နှုတ်ဆိုတငယ်မှစ၍တိုးနွားကလအုပ်မိတို့ကိုတတ်လောဟုရှောလူအားဆင်းဆိုသည့်အတိုင်းကျမ်းစာထဲမှာဘုရားသခင်ကတနေ့မှာရှင်ဘုရင်ရှောလူကိုအာမလက်လူမျိုးတွေကိုတွားတိုက်ပါတိတိကျကျမာတာနော်ထက်ခါမာတယ်အာမလက်လူမျိုးတွေကိုတွားတိုက်ပါဘာတစ်ခုမှမယူလာခဲ့နဲ့အားလုံးကိုရှင်းရှင်းဖြစ်စီပြီးမှပြန်လာခဲ့လို့ဘုရားသခင်ကမှာတယ် Lai chano isim na sunga pasianin sol kya nga amalek te vadowin la avek ina susia in that mangin bang ma ong toy ke in chi na vai kha hi. အဲ့တော့ရှောလူလည်းကောင်းကောင်းရှင်းရှင်းလင်းလင်းကြားပါတယ် Sol ina zahi. ရှောလူထသွားတယ် Sol kumpi pa pa pai သူ hi. စစ်တပ်တွေအားလုံးခေါ်သွားတယ် Agal kapte ton pi hi. အကြီးအကျယ်တိုက်တယ် Na set tagina kido hi. နိုင်သွားတယ် Zo hi. ဒါပေမဲ့သူကအဲ့ဒီမှာနော်အဲ့ဒီမှာအရန်လာတဲ့တိုးတွေစိတ်တွေနွားတွေကိုအကောင်းဆုံးဟာတွေကိုသူကမစွန့်ပစ်ဘဲနဲ့မဖြစ်စည်းဘဲနဲ့ယူလာတာဖြစ်တယ် Ai jong na himo na kumpi sol ina to amalek te i tu te kel te bong hoi te athau te that lui nang ton pi mo ki. သူယူလာတာရောင်းစားဖို့မဟုတ်ဘူးနော် Ong toy na pe azuak ding hi zen zen lo hi. အဲ့ဒီတိုးတွေဝက်တွေရောင်းပြီးကားဝယ်ဖို့လည်းမဟုတ်ဘူးဆိုင်ကယ်ဝယ်ဖို့လည်းမဟုတ်ဘူး To tu te kel te zuaken mo to le na ding sain ke le na ding hi zen zen lo hi. အဲ့ဒီတိုးတွေနွားတွေဝက်တွေကဖះကိုရစ်ပူစော်ရင်အရန်ကောင်းမှာပဲဆိုတဲ့စိတ်နဲ့သူယူလာတာဖြစ်တယ် To tu le kel te ong lang na pen hi te ma to pasien beleng hoi ding hi chi alung angai sun na hi. ဒါပေမဲ့ဖះစကားကရှင်းရှင်းဖြစ်စီခဲ့လို့မှာတာဖြစ်တယ် Ayang pasienin again pen bangyam chile avekina ong su mai mangin that mangin a chi hi. အဲ့တော့ရှောလူကအကြီးကျယ်အဲ့ဒါတွေကိုယူပြီးမှတမျိုးဝင်တမျိုးထွက်သူအောင်ပွဲခံနေတယ် So kumpi so na to ting ong ton pi na kokhat khit kokhat gol zo na poyong khamu hi. ငယ်7နှစ်မှာရှိပါတယ်နစ်စောစောထား၍ရှောလူကိုကြိုဆိုခြင်းကတွားတော့အခါရှောလူဒီကလေမင်နာမြို့သို့ရောက်၍အောင်တိုင်ကိုစိုက်ပြီးမှလဲလေတဖြင့်ဂီလာဂါလာမြို့သို့လွန်သွားကြောင်းကိုကြားတော့ကြောင်းရှောလူရှိရာသို့သွားလေ၏တဲ့ရှောလူကသူ့ကိုသူနော်အောင်မြင်ပြီးဆိုမှအကြီးအကျယ်တမျိုးဝင်တမျိုးထွက်အလံနေထောင်းဒီနေ့ခေတ်လို့ဆိုတော့ကြီးကြီးတို့ချီးမွမ်းပွဲတွေကြီးလုံးမှာပေါ့နွားတွေတက်တောင်ပေါ်မှာလို့ဆိုတော့နောက်တွေတက်လူတွေပါတွေခေါ်ပြီးတော့အကြီးအကျယ်အောင်ပွဲခံနေတာဖြစ်တယ် Kumpi so pen amale ma bang chiking ai suniam chile gwao zo mi pa china king ai sunina kokhat kit kokhat pa ina lungdam na poite khamu hi tun mangele lungdam ko biak piang na alui dan hi mo ki အဲ့တော့အားလုံးကလည်းသူရဲ့ကြီးစိုးတို့ချီးမွမ်းအောင်ပွဲခံတာကိုထောက်ခံကြပါတယ် ami pi ten zo mai lungdam na pen kipa piu hi လူအနေနဲ့ကြည့်ရင်မအောင်မြင်ဘူးလားဆိုတော့တကယ်အောင်မြင်ပါတယ် ming mun na ming mit to en leng ming mun na panina en le hang gwao zo hi mo ki ဒါပေမဲ့နောက်ွယ်မှာဘုရားခင်ကပြောတယ်လဲဆိုရင် ayang anunga pasenin banggen hiam chi ငယ်7မှာရှိပါတယ် aneu som le khara chi hi ငါတီရှောလူကိုရှင်ဘင်အရာ၌ခံထားတော်မူသည်ကိုနောင်တရ၏ငါဤပညာတို့ကိုသူဒီငါဤပညာတို့ကိုမကျင့်ငါနောက်တို့မလိုက်လမ်းလွဲပြီဟုမိန်တော်မူ၏တဲ့ kumpi in sol ka koi ka kisi ki bang hangiam chi le ama ben keima zui na panin ki he ki ka katupiang na te sem lo hi ဖယားတခင်ကရှောလူကိုငါဘယင်နေရာမှာခန့်တာနောင်တရတယ်လို့တော့ပြောရတဲ့ဒီချင်းတွေရောက်သွားတာဖြစ်တယ် pasianin sol pen kumpi de ka koi ka kisi ki chi za dong din mun ong tung he အဲ့တော့ကျမ်းစာတအုပ်လုံးမှာဘုရားသခင်နောင်တရတယ်လို့ပြောတာနှစ်ခါပဲရှိတယ် lai sen no bu pia pasian kisi chi pen ni we be kom he ပထမတစ်ခါတော့ကပောက်ကျမ်းခန်းကြီး6အငယ်9-6ထဲမှာရှိတယ် masa pen pian jalian guk aneu nga le guk na om hi နောအေတင်ဘောမဆောက်ခင်အစောပိုင်းမှာဖြစ်တယ် noi tembo alam sak ma dewa hi hi အဲ့တော့ဖယားသခင်တောင်နောင်တရတယ်လို့အပြောခံရတဲ့ထဲမှာရှောလူပါသွားတယ်
ปัสเซียนนั่งก่อนนี้ก็กิสีกี่จีอากามาจัดเตละก็โซลนักเกี่ยวข้าเห็น ဒီနေ့ကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းကဖယားအလုပ်ဖြစ်ပေမဲ့တိတ်ကောင်းပေမဲ့တိတ်ကြိုက်တဲ့အလုပ်ဖြစ်ပေမဲ့ဖယားကလင်းလင်းမင်းကိုငါအမှုတော်ဆောင်ဖြစ်အေးဝင်ကြီးဆရာဖြစ်တာနာပြုဆရာဖြစ်ငါခန့်ခဲ့တာနောင်တရတယ်လို့ကျွန်တော်လုံးဝအပြောမခံချင်မှုဖြစ်ပါတယ် Ito na inun tang na zong ina sep na pen ming temu na hoy mama ka cheding ay zong ina pasyan in lelino na na sep na pen ken hoy salo ka kisiki ong chi ding pen ulo hi ဟာလေလုယာ Amen နားလည်နိုင်မှုဖျားရှင်ကောင်းကြီးပေးပါစေ At yo siam din to pan tu pang အဲ့ pen တော့ကျွန်တော်တို့လူတွေကအောင်မြင်ခြင်းကိုဘာနဲ့တတ်မှတ်လဲဆိုမြင်နိုင်တဲ့စီစဉ်ဥစ္စာနဲ့တတ်မှတ်တယ် Dami na himuna bang kimutayam sila mite in guazo na iti pen itaksa mito iletong mito muna to te kak te mo မြ hiya င်နိုင်တဲ့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေနဲ့တတ်မှတ်ကြတယ် I akimutay ni ilalam te to zong guazo na pen te kak kate hiya မြင်နိုင်တဲ့ဘွဲ့ဒီဂရီနဲ့တတ်မှတ်ကြတယ် Akimutay akitay te boy degree te to zong te kak kate ဒါပေမဲ့ဖ hiya ယားသခင်ကျွန်တော်တို့ကိုတတ်မှတ်ပေးတဲ့ຢာကသူ့ရဲ့စကားကိုနားထောင်ခြင်းဖြစ်တယ် Ayang pasyanin guazo na iti pen ama kamal ama tuman na hi ဟာလေလုယာ Amen အဲ့တော့တင်းတဲ့ကျွန်တော်ကရွာတိတိလေးမှာအမှုတော်ဆောင်ရင်လည်းဖယားရှိမှစကားနားထောင်မှုဖြစ်တယ် toy man ina nang leke khone uchika pasyan na isem zongin ama thu ama kamal iman ding kesami တင်းတဲ့ကျွန်တော်ကကျွန်တော်တို့နေရာမှာအင်ချီငါအိမ်လောက်ပဲဥဆောင်ပြီးမှဖယားစကားနားထောင်တယ်ဆိုရင် ipasyan na sem na so in nga kong bek ay hangina pasyan thu iman nagle မြို့ပေါ်မှာအတင်းတို့တင်းနာအင်ချီယာနဲ့ချီထောင်နဲ့ချီပိုင်ပြီးဖယားစကားနားမထောင်တဲ့သူတဲ့တာ၍ကောင်းတဲ့ကျွန်တော်တို့ဖြစ်တယ်ဟာလေလုယာ kopi sunga inza thum inza lite a pasyan na sem te sangina pasyan in ahoy na ong muzo hi အဲ့တော့ဘုရားသခင်ကကျွန်တော်တို့ကိုအောင်မြင်တယ်ဆိုတာတေးချင်းကြီးချင်းနဲ့မတတ်မှတ်ပေးပါဘူး toy man ina ipasyan na sem na so gozo na iti pen anew alian to kisai lo hi ကျွန်တော်တို့ဘုရားစကားဘလောက်နားထောင်တယ်လဲဆိုတာဘုရားသခင်ကျွန်တော်တတ်မှတ်ပေးတာဖြစ်တယ် en pasyan kamal pasyan thu bangza mangi hiam chi tunga pasyan in ong kinga sakhi ဟာလေလုယာ amen အဲ့တော့ကျွန်တော်တို့စစ်မှန်တဲ့အောင်မြင်ခြင်းဘုရားစကားနားထောင်ဖို့လိုတယ် toy man ina gozo na tak tak iti pen pasyan kamal man na hi အဲ့တော့ဘုရားရဲ့စကားကဘုရားရဲ့နှုတ်ကပတ်တော်တမန်တရားက pasyan i kamal lai sem thu pen ကျွန်တော်တို့ဇာတိအသွေးသားထဲကနေစဉ်းစားတတ်မှတ်ထားတဲ့အဲ့ဒီအရာတွေကိုညှင်းပယ်ဖို့ဖြစ်တယ် mi ngai sun na te panina mi ngai sun na te inial ding hi အဲ့ကျွန်တော်အဖြစ်ဖြစ်တစ်ခုပြောပြချင်တယ် an tu piang kharong gen no mi တစ်ခါတော့ကဘယင်တစ်ပါးရှိတယ် khatve lai na kumpi pa kharom hi သူတိုင်းပြည်တွေကိုတိုင်းပြည်တွေတိုင်းပြည်တိုင်းပြည်ပြီးတိမ်ပြီးတော့သူပြန်လာတယ် gam khat ki gam khat i vala in va zo in ong cha hi အဲ့တော့အကြီးအကျယ်သူတိုင်းပြည်ကိုသူပြန်လာတဲ့အခါမှာသူအောင်ပွဲခံတယ် agam ong cha chang ina amau na se takina lungnam na poi gozo na poi kha mu hi သူတိမ်စရာနိုင်ငံလည်းမရှိတော့ alak ding gam chi pe ma om no ဘူး lo အားလုံးကိုတိမ်ပြီးသွားပြီ avekina akithei tham gam khem dol akin zo hi အဲ့တော့သူကသူတတ်မှတ်တယ် amale ma ki cham ငါဒီကဘာလုံးမှာငါအောင်မြင်ဆုံးတော့သူဖြစ်တယ်လို့တတ်မှတ်တယ် hi lei to ke agwar zo pen pa ka hi chin amale ma ki cham te အဲ့တော့သူရဲ့မူမတ်ဘူပါတွေကိုခြံရံပြီးတော့မြင်းစီးပြီးတော့သူတနေရာကိုတွားတယ် Dami na ama i galkam mangte kima ko panga paisa kina sakol tuangin na ang payo hi. အဲ့တော့တောင်ကုန်းတကုန်းလေးကိုသူဖြတ်တဲ့အခါမှာ Mual bol neo khada ong kanu changin na လူတစ်ယောက်က mi khadin. အကြီးကျယ်အော်တယ် Ongong lela hi. သူဘလို့အော်တယ်လဲဆိုရင် Koi bang ina ong hem chile to. အောင်မီဆိုမှအကြီးကျယ်သူဝန်ခံနေတယ် Zota gwal zota china ong ke khadom hi. တကယ်ကိုဒီအတွင်းထဲကနေနော်အတွင်းထဲတကယ်လွတ်မြောက်ခြင်းအတန်လွတ်မြောက်တဲ့တန်နဲ့အကြီးကျယ်တောင်ထိပ်မှာအော်နေတယ်သူကြားသွားတယ် Asung tong pa na ot na gwal zo na so tang na ot ong to hi. အဲ့ပါအဲ့ဘီညချင်းဟဲ့ကောင်သွားခေါ်စမ်းငါကကဘာပေါ်မှာအောင်မြင်ဆုံးလို့ငါတတ်မှတ်ထားတာဒီကောင်ကအလောက်ထိတော့အောင်ပြီလို့အော်တာ तू အောင်တာနဲ့ငါအောင်တာဘယ်ဟာကပူတာမလဲဆိုတော့ငါတိချင်တယ်တော့ခေါ်စမ်းလို့ခေါ်ခိုင်းတယ် Kumbi pa zong galkam mangte kya payun la to pa va samun. Kei gwal zo ni hi kei to ama kwa gwal zo ding yam chi kai ka thei no mi chin na va sam sa ki. အဲ့တော့ရောက်လာတဲ့ခါမှာဘီရင်ကြီးကမေးတယ်ဟဲ့ကောင် Ang tun chang na kumbi pan dong hi ငါကဘီရင်ကြီးဖြစ်တယ် kei kumbi pa ka hi. တိုင်းနိုင်ငံတွေအားလုံးကငါတိမ့်ပြီးလို့တိမ့်စရာတောင်မရှိတဲ့ထိငါအောင်မြင်ပြီးပြီ Gam kem pe ka gwal zo ka laki na ka lag ding gam om no lo hi. မင်းအဲ့လောက်ထိအာချေပါချေနဲ့အောင်ပြီလို့အော်ရအောင်မင်းကဘာအောင်တာလဲလို့မေးလိုက်တယ် To za liang in na ot ve va liang nang in na nang bang yam na gwal zo na chin na dong hi. ဘီရင်ကြီးကျွန်တော်ပြောပြမယ် Kumbi pa hong gen ding hi. ကျွန်တော်က Kei pen တဲတဲမှာနေတယ် bung no khara kom hi. ကျွန်တော်ပေါက်တူးလေးတစ်ခုကိုကျွန်တော်ကင်ပြီးတော့ပဲတောင်ရလှုပ်ရှားတယ် Tu pe khat to lo kho in na ka ki va khi.
အဲ့တော့ကျွန်တော်တရက်မှာတရားရပြီးတော့ကျွန်တော်ဘုန်းကြီးတော်ဝက်တယ်တဲ့ นี่คันนี้จังอินะทุมูนาคันไงนะพงจีกะตุมฮีกะลุ ဘုန်း ที ကြီးဝင့်ရင်တရားအားထုတ်ရင်တဲ့ พงจีเซมินะ သူ့ရဲ့ပေါက်တူးကိုတူတတိရတယ် ปะเซียนทูอลุงง่ายๆไหลตะกินะฮีพงจีทูมอลุงง่ายๆไหลตะกินะอตุเปกกะพอกคาฮี အာမဖြစ်သေးပါဘူးငါပေါက်တူးတွားယူလူပြန်ထွက်ပေါက်တူးတဲ့တခါပြန်လှုပ်စား อะเปียงเกจีนะกะตุเปกละกิเกนะโลโคเร็วๆนะมีพงจีกะเซมนอนเกฮี အာဒီလိုမဖြစ်သေးပါဘူးငါတရားအားထုတ်မှရမယ်ဆိုတူးပေါက်တူးလို့မြေကြီးထဲမှာပြန်မြုပ်ဘုန်းကြီးတစ်ခေါက်ပြန်ဝက် ต่อไปนี่นะเปียงเกจีเร็วๆนะกะตุเปกเป็นลีละกะภูมิสิมาพงจีกะลุเร็วๆฮี တရားအားထုတ်ရင်လည်းတူးပေါက်တူးတစ်ခါပြန်တတိယပြန်ပြီငါပေါက်တူးလေးတူပြန်ခိုးတော့မလားမသိ ทุลุงง่ายนะนี่เร็วๆจังนะตัวตุเปกพอกเร็วๆนะตุเปกวันละเร็วๆนะมีเซมกิพงจีเซมนอนโลกิ တခါလူပြန်ထွက်တူးပေါက်တူးလို့ပြန်ဖော်ပြန်လှုပ်စား ตัวบางนะเซมกิมีสวกิกจะเนี่ย အဲ့လိုနဲ့ထွက်လိုက်ဝင်လဲလို့တာခုနှစ်ကြိမ်ကြာတယ်တဲ့ ตัวบางนะลูดเซลคอเซลพงจีตุมเซลคอเซลฮีสกีเวอุสปังโซที အဲ့တော့မဖြစ်တော့ဘူးငါဒီဆွဲလန်းချင်းကိုအပြတ်ဖြတ်မှရမယ် เปียงนอนเกฮีลุงกุลนาเป็นกัสสุตัดจอมาเสียเปียงเก အဲ့တော့ จี သူ กะ ပေါ จี က်ပေါက်တူးကိုယူ ตุเปกลา မြစ်ဘေးနော်မြစ်အကျဲကြီးဘေးအနှစ်ကြီးအဲ့မြစ်ဘေးကိုတောင်ထိပ်ကိုတက်တယ် มอตุงคาราไกนะตัวเต็งะกุนปีขัดอม အဲ့တော့အဲ့ပေါက်တူးကိုတူးခေါင်းပေါ်နဲ့ခုနှစ်ကြိမ်ပတ်တာပေါ့နော်ဝီနဲ့ပတ်ပေါ့ဝီမြစ်ထဲကိုလွန့်ပလိုက်တာ ตุเปกเป็นสกีเววังปีตัวจังะตัวกุนปีสุงะได้ตักลอนสุขีจ้ะ အဲ့ဒီချိန်မှာ तू ထအော်တာအောင်ပြီအဲ့ဒီပေါက်တူးကြောင့် तू အနာဂတ်ကဆစ်စစ်လို့မရဘူး ต่อไปนี่นะเอาหน้าเป็นตัวหังฮีตุเปกหังนะมาเป็นไม้โนดเทโลกี အဲ့ဒီပေါက်တူးမှာထားတဲ့သူ့ရဲ့ဆွဲလန်းတဲ့စိတ်တက်မတ်တဲ့စိတ်ကသူ့ကိုတစ်ချိန်လုံးနှောက်ရှက်နေတာဖြစ်တယ် ฮีตุเปกตุงะอะกอยอะมาอีบลานาลุงซิมมีหิงลุงซิมเป็นฮีปะตุเปกหังนะเบเทโลกี အဲ့မှာဘီရင်ချိုးအဲ့ဒါပြောပြလိုက်တယ် กุมปีปะแกงะตัวเต็ง အဲ့တော့ဘီရင်ကြီးဟာ กุมปีปะจงฮาจี ငါအောင်မြင်တယ်ဆိုတာဘာမှမဟုတ်ပါဘူးလား โอเคกัวโซอิงกะกิจิเป็นบางมานะฮีเกมฮอเก သူ့ရဲ့အောင်မြင်ခြင်းကမှ อะมาอีกัวโซนะตัก စစ်မှန်တဲ့အောင်မြင်ခြင်းဖြစ်တယ်လို့ဘီရင်တတ်မှတ်တာဖြစ်တယ် กัวโซนะตักฮีจี ဟာလေလုယာ အာမင် အဲ့တော့အဲ့ဒီဖြစ်ဖြစ်ထဲမှာကျွန်တော်ပြောချင်တာရှိတယ် ฮีตุเปียงหังนะกะเกนดบอมฮี ဒီနေ့ကျွန်တော်တို့ယေရှုခရစ်တော်ရဲ့တရားကစွန့်လွတ်ခြင်းတရားဖြစ်တယ် เยซูคาซีองฮิลทูเป็นเปียกเขียนนะทูฮี လောဘငြိမ်းခြင်းတရားဖြစ်တယ် ลุงกุลนาไว้ห้ามนาอมโลเบเสียงดิ้งทัวฮี အောင်မြင်ကြော်ကြားမှုတွေကိုငြိမ်းသက်စေတဲ့တရားဖြစ်တယ် ฮีกัวโซนามินทันนาเตสุกมิดนาทัวฮี ကျွန်တော်တို့ဇာတိတွဲသားထဲကနေဆွဲလန်းနေတဲ့အဲ့ဒီလောဘစိတ်မောဟစိတ်ဒေါသစိတ်တွေကိုငြိမ်းအောင်ငြိမ်းသက်ပေးခဲ့တဲ့ယေရှုရဲ့တရားဖြစ်တယ် อีลุงซิมลุงกุลนาเข้มเป็นสุกมิดนาดิ้งทูเป็นเยซูยองเกนทัวฮี ဟာလေလုယာ อาเมน ဟာလေလုယာ อาเมน အဲ့ဒါကကျွန်တော်တို့ဘဝရဲ့တကယ်စစ်မှန်တဲ့ငြိမ်းချမ်းခြင်းတရားဖြစ်တယ် ตัวอินาอินุนตานาสงาไดนาลุงนมนาตักองเปียทัวฮี အဲ့တော့ကျွန်တော်တို့ကအမှုတော်တော့ဆောင်တယ် อินเทนเป็นปัสยานาเบลิเซมฮี ကျွန်တော်တို့ရဲ့လောဘကတီးမလာဖ ೇನೆ ကြာလေကြီးလေအမှုတော်ဆောင်တက်တန်းနဲ့အမြကြီးလာတယ် ไอ้ลุงกุลนาเลหอยห้ำนาเป็นอันนี้ข้านะอีปัสยานาเซฟสอดเซมตัวองเลียนเซมโมกี အဲ့တော့ကျွန်တော်တို့ရဲ့တက်မဲ့ချင်းကလည်းရော့မလာဖ ೇನೆ ကြာလေကြီးလေကြီးလာတယ် อีหอยห้ำนาเตจงเบยโลอินาองคังเซมโมกี အဲ့တော့အမှုတော်မဆောင်ခင်တုန်းကတော့တိတ်မလိန်တတ်ဘူးအမှုတော်မဆောင်ခင်တုန်းကတော့တိတ်မလိန်တတ်ဘူး ลีมาลีตาบูโอเคมเทโล sorry ปัสยานาเซมไม้น่ะบางมามีคงส่งรอพวกเทโลมั่วเข็มเทโล အမှုတော်လဲဆောင်မလူတစ်ခါကိုပတ်လိန်နိုင်ငံတကာထိတောင်လိန်တက်လာတယ် ปัสยานาเซมคิดจังมีคงเข็มเทนะมุนตมนั่งนะไปนะมีเข็มเท နေရာတကာမှာစပွန်ဆာလိန်စား มุนตมมาสปอนเซอร์ของเงี้ မဟုတ်မမှန်နေတစ်ခံ ไอ้เราเตจิปันนะของอินเดีย အဲ့ဒါမဟုတ်ဘူး ตัวร้านดิ้งฮิโลกี အဲ့တော့ကျွန်တော်နားလေခွင့်ပေးတဲ့ဘုရားသခင်ကကျွန်တော်ကိုနားလေခွင့်ပေးတဲ့တရားကလောဘငြိမ်းခြင်းဒေါသငြိမ်းခြင်းဆွဲလန်းခြင်းတွေကိုငြိမ်းသက်ပေးတဲ့တရားဖြစ်တယ် ปัสยานินเกยงเทสักอามาทัวฮีเลยลุงกูนาหวยห้ำนาเตเบยนาตัวเตสุกมิดเซมนาฮี ဟာလေလုယာ อาเมน ဟာလေလုယာ อาเมน အဲ့ဒါကိုဝိညာဉ်သဘောလို့ခေါ်တာဖြစ်တယ်ဟာလေလုယာ ตัวเป็นคาทูกิจิฮี အဲ့တော့ဘုရားသခင်ကစကားနားထောင်ပါလို့ပြောတယ်ဘာကိုนาးထောင်စီချင်တာလဲဆိုရင် ตัวเล็บปัสยานินกระทวงมังอินจีตัวเล็บบังทูยามอิมันดิ้ง ဇာတိသဘောနဲ့အသက်မရှင်ဘဲနဲ့ဝိညာဉ်သဘောတိုင်းအသက်ရှင်စေချင်တာဖြစ်တယ်
อีตักสลุงกุลนาตัวนุงตะลอยนะขาดทูตัวนุงตะดิ่งฮีหัง ဟာလေလုယာ อาเมน ကျွန်တော်ဇာတိနောက်ကိုမလိုက်ဖဲနဲ့ဝိညာဉ်နောက်ကိုလိုက်စီချင်တာဖြစ်တယ် เลยตุงลุงกุลนาลุงซิมเตะไปลอยนะตัวเตะเด็ดลอยนะคัดเสียงทูนุงมาคัดเสียงทูได้นะบางอินะนุงตักเดียฮี ကျွန်တော်တို့ကအသက်ကိုတောင်ပေးပြီးမှအေးဝင်ကြီးတွေလုံးမဲ့လူကခလုတ်တိုက်တာလောက်နဲ့ဒေါ်လာထွက်ပြီးဆဲနေကြသေးတယ် อินุนตานั้นวันเปียอินะปัสเซนนะเซมดิ่งเตะนะตมกิปัลเคียลขายนะนาไซนะอีเฮสวกินะอมเทียง ကိုကရေမှာတင်ထားတဲ့စာအုပ်လေးကိုအောက်မှာချပေးလိုက်လို့တညလုံးပြောလို့မပြီးတော့ อีลุมนั่นตุงอ่ะกี่กอยลายบุอีกอยลายบุขัดเป็นขัดปืนนั่นน่ะลักเคียดอันน้อยคนนั้นน่ะเกียสักเป็นตัวเป็นซันได้ไปเกณฑ์อีเกณฑ์จิมเกมอคี အရှိမှာတော့ကြီးကျယ်ဖွံ့ဖြိုးချက်တွေထွတ်ထွတ်ပြောလူတကာနဲ့ရန်ဖြစ်အဆောင်ရောက်ရင် ไม้ของอ่ะปัสเซียนีโฮปีนาของเตจีปังเกยนะปีหังอินะสาวอีอมน้ำมันอีตุนเตอีลมเตของตัวกิตองตกจีของ ဟာလေလုယာ อาเมน နားလည်နိုင်မှုဖျားရှင်ကောင်းချီးပေးပါစေ ตัวปัน အဲ့တော့ဝိညာဉ်သဘောဆိုတာကအသက်ရှင်မှုတိုင်းမှာဇာတိအတိုင်းမလုပ်ဖ ೇನೆ ဝိညာဉ်သဘောတိုင်းအသက်ရှင်မှုပြောတာဖြစ်တယ် ขาทูขมีนาอีจีเป็นอินุนตังนาเตะอีลุปัดอีตักซาลุงกุลนาบังเฮโลยนะข้าเสียงทูดีนะบังเฮนันุนตังนาฮี ဟာလေလုယာ อาเมน ကျွန်တော်တို့အစွမ်းအစတွေပြဖို့မှုတော်ဆောင်တာမဟုတ်ပါဘူး อีพิลนาอีเสียมนาลานาดีงาปัสเซียนนาเซมิโลยัง နှိမ့်ချခြင်းတွေပြဖို့မှုတော်ဆောင်တာဖြစ်တယ် อีกินยามเกนนากิลานาดีงาปัสเซียนนาเซมิฮี ဟာလေလုယာ อาเมน ဟာလေလုယာ อาเมน အဲကြောင့်ယေရှုကလည်းကျွန်တော်တို့ကိုပြောပါတယ် เยซูน่ะเองเกนฮี ဝိညာဉ်သဘောတိုင်းအသက်ရှင်ပါ ข้าเสียงโดโซนาบังเฮนันุงไต လူရဲ့ဇာတိတွေးသားနဲ့စဉ်းစားပြီးတော့နားမလည်နိုင်တဲ့အရာတွေကိုကျွန်တော်နားလည်ဖို့ရန်ဖြစ်တယ် เลยตุงไงสุนาตงอิงไงสุเทโลอิเตลโซโลเตเป็นข้าทูตัวนุนตังใจนาเตลดิงฮีเตย ကျွန်တော်ဘဝမှာနားလည်ဖို့ရန်အခက်ခဲဆုံးကဝိညာဉ်ရေးရာဖြစ်တယ် เกกันุนตานาสงากเตลฮักกเตลโซโลเป็นทวีนาบางยามจิเลข้าทัวฮี ကျွန်တော်ကပြောင်းလဲခါစားမှာကျန်းစာအုပ်ကိုအပြန်ပြန်လန်းလန်းကျွန်တော်ခောက်ပေါင်းများစွာဖတ်ခဲ့ပြီး ก็เปลี่ยนทักจิเลนาลายเซนโดเป็นตั้มเวบีตั้งมาซิมินากะลุมเล็ดเข็นตาย အဲဘယ်မှာတော့ဒုက္ခရောက်လဲဝိညာဉ်တော်ကိစ္စမှာဒုက္ခရောက်သလားမမင်းနဲ့ กูมุน่ะบอยน่ะตัวก็ยามจิเลฮีข้าเสียงทูตัวก็ใส่มุน่ะเป็นบอยน่ะตั้มไปตักตัวเก่ง ဘလို့စဉ်းစားလက်มခံနိုင်ဘူး กูบางอินะก็ไงสุดๆทั้งก็สร้างโจกี้ အဲ့တော့ကျွန်တော် AG ကျောင်းမှာကျန်းစာကျောင်းစတက်တဲ့ခါမှာ อีจีลายเซนสร้างก็กะจังอินะ အဲ့တော့ပြင်ဦးလည်းမှာအဲ့ဒီ AG ကျောင်းကအနိုးထဆုံးကျောင်းဖြစ်တယ်မှာဆရာဘောက်တီတို့တည်တယ် เดี๋ยวเลยตัวสร้างเอ็มโนสร้างเป็นลบเป็นสร้างฮี အော်စုတောင်းရင်တော့ကပ်ဖျက်ရှိခွင့်ကတာလားမင်းဟာက ปัสเซียนผัดเบียกๆน่ะจังลามจิตากิลามแกฮี မနေ့ morning devotion လုံးလဲဟာချန်ပီယံနေလဲထုဟိုဘုံနေလဲတီဟာလူလိမ့်နဲ့လူကလိမ့်អော်တဲ့လူကအော်ဟာကျွန်တော်ကြည့်ပြီးမှနတ်များပူတာလားမသိဘောနော် morning devotion บางอ่ะสวลเบงเต้นเบงมาแต่คงเบงเต้นเบงของตุ้มเต้นตุ้มิน่ะเกนกมูมาสักกินะคันนินลูดดอยลูดเทียมกัจจิเลียงฮีเจ အဲ့တော့ကျွန်တော်ကတခါမှလည်းတွေ့ကြုံမရှိဘူးပြောင်းလဲတာလည်းနှစ်ပတ်လောက်ပဲရှိသေးတယ် เกนตัวกระตัวเงี้ยเราก็กี่แคลโซจงกาลนี่เบียกิปันไอจังอ่ะเกนน่ะตัวจงกันนี่ก็ฮีเจ ။အော်ငါတို့ဗုဒ္ဓဘာသာပဲနှက်ပွဲရှိတာမဟုတ်ဘူးခရစ်ယာန်တွေလည်းနှက်ပွဲရှိတယ်လို့တော့အဲ့လိုစဉ်းစားတာတော့ထိုင်ပြီးတော့လေ กูกอลเบียกนะเบียกอ่ะฮีคันนินตกกิไซอมฮิโลวานัดตกกิไซมาแต่ฮีตะปีโรจงนัดดานอุมกเวกจิฮีเจ ကျွန်တော်က6လလုံးစုမန်တောင်းမှုဒီများတောင်းတာလိုက်ကြည့်တာတယောက်ပြီးတယောက် ขากุกซุงต้นตรงทุกเงินเกมีเงินเต็งไกเน้นไม่ฮีเจ ။အော်ပါစကလည်းပလောနဲ့ပြောကြတယ်ဘာပြောလဲမသိဘူးနော် อากามัวจงปลจีนะบางไอ้ตะมะเกนูจีกะ ။ จี အဲ့တော့တနေ့ကနေနိုင်ငံခြားသားဆရာတွေလာလဲဒီနေ့လိုပေါ့နော်။နှစ်ဖူးတွေလက်တွေတင်ပြီးတွန်းကြလဲကြ။အော်လောက်ကြပြန်ပြီလို့ นี่ปีนิงตุงแรงกำนังปานินะเสียเตงไปนะตัวตุนีด้านไม่นะอัตลของว่าขุดหิงไงนะสอนุยนะกิตุกแกนะบางเจียเลกะจิแกเจ ကျွန်တော်ထင်အပူတွေပါဒါတွေမလူဘူးဒါလိုပဲကျွန်တော်ထင်ခဲ့တာ ตุกินบ่กังไงสุนนะฮิเตของบ่อวาลของฮีทุปิเกกะจี အဲ့တော့နိုင်ငံခြားသားလာရင်ចောင်းသားတွေကအော်တိုမက်တစ်အကုန်လုံးရှေ့ထွက်ရတာလေထွက်ချင်လဲထွက်မထွက်ချင်လဲထွက်ပေါ့နော်စုတောင်းခံခိုင်းတာဆရာကြီးအမိတ်နဲ့ กำนังมีเตงไปแล้วเสียปีไปทุนี่นะตะกูเตงต้องอุตะเลงอุตะเกเลงอมายาไปนะทุเกตกระดอกเขาฮีเจ အဲ့တော့တငယ်ချင်းတွေကဝိညာဉ်တော်တိုးထိပြီးလဲကြတာတပိုင်းပိုင်းနဲ့ကျွန်တော်ကတခါမှမလဲဘူးတုံးနေလို့ กะลอมเตเป็นคาเสียงด้วยนะลอกนะกิตุกเสียเจโอเคบ่กุมทุมสุงต้นต้องขัดเวต้องกิตุกโลกิงเจ ကျွန်တော်ဆုံးဖြတ်တာငါဘယ်တော့မှမလဲဘူးအညံ့မခံဘူး เกยไงสุนนะจิกไม่นะก็กิตุกเกดิงฮีจีนะก็อมเตตาฮี ကျွန်တော်ဆူတောင်းခံပြီးဆိုရင်ချက်လောက်ကိုကားလေးရက်တာကားထားထိန်လို့ရတယ်လေဆူထားရင်ထိန်လို့မရဘူးကျွန်တော်အဲ့လိုရက်တာ ทุกก็กิดอจังก็กาลเป็นกากาขี้จีตัวไอ้เลยกิตุฮักดิ่งด้านนี่นะเจ
အဲ့တော့ကျွန်တော်အဲ့လိုတော့တကယ်အဲ့လိုထင်ခဲ့တာနားမလဲတုန်းကလေရှောက်လုပ်တယ်လို့ထင်တာ นั่นก็เตลไลนะตัวด้านนี้นะก็เตลเขียลฮีอากิมอมอกเซฟดันนะก็อุโมกาฮีเจ้ အဲ့တော့အဲ့ဒီအခြားတော့ဘာသာစကားလဲကျွန်တော်လုံးဝမကြိုက်ဘူးဟိုတုန်းကရှောက်ပြောတယ်ပဲထင်တာ นี่ได้เงินนะกำตัวเป้าตรงก็ได้อีเวทก็ฮีอมอกเป้าดันก็สักขาฮีเจ้ ဖယားပဲဘာစကားနဲ့ပြောနားလဲမှာပေါ့ဒါတွေမလိုပါဘူးအဲ့လိုပဲထင်တယ်ကျွန်တော် ปัสยันฮีเวนยูดบางตัวอีเกนเลก็ปัสยันเตลที่ฮีเวนก็จะขาฮี အဲ့တော့ဆရာကြီးကလည်းအခြားတော့စကားဘာသာစကားမပြောတဲ့လူတွေကိုဘယ်လိုပြောလဲဆိုတော့ကဲတင်ချင်းမရတယ်လို့နဲ့နေ့တိုင်းပြောတာ ก็เสียพี่ปังเงี้ยดูจงกำตัวงาลูเตเป็นกุมนังงาลูดานนี่นะนี่สิมินังเกนโมฮีเจ้ အခုကျွန်တော်ဆရာကြီးဆုံးသွားပြီနော်သူဆုံးလို့ပြောရဲတာကျွန်တော်ရှေ့ကျွန်တော်ပြဿနာတက်မှာဆိုလို့ ก็เสียพี่เป้าสิกินได้ไหมนะเกนกับมิงตัวเกลเลยลาวลาวเบเบ ခြားတော့ဘာသာစကားသုံးတဲ့လုံးလုံးမရကျွန်တော်နဲ့ကျွန်တော်တငယ်ချင်း2ယောက်ရှိတယ် กุมทุมสงต้นตุงกำตัวมังงาลูเกลกะลอมเตนี่เบ သူကလုံးဝကချင်နဲ့ချင်းကနေလာတာဖြစ်တယ်သူက ก็ชินตุยพุ่มโปพี่ปนังไปไว้จังอ่ะ အဲ့တော့ခဏကျွန်တော်တို့ပြောတယ်မင်းတို့ကဲတင်ချင်းမရဘူးကွာဘာညာပြောကျွန်တော်တို့အရန်စိတ်တူတယ် ก็เสียพี่ปันตัวนั้นเนี่ยโนเป็นกุมนาต้องงาเกี่ยวเตียงจิป่าไปมันก็ชุมว่าก็เหี่ยวโส အဲ့တော့တနေ့ကျတော့ morning devotion မှာကျွန်တော်နဲ့ဆရာကျွန်တော်တငယ်ချင်းနဲ့ဆရာကြီးနားမှာထိုင်တာ จิงสังขารกะลอมเกลกะลอมป้าเป็นก็เสียพี่ป้าเกว่าก็ตูเหี่ย ကျွန်တော်တငယ်ချင်းကကျန်းစာကြောင်မရောက်ခင်မပြောင်းလဲခင်တော့ထော်လာကြီးမောင်းတာသူက แต่กะลอมป้าเป็นได้ชโนสังอากาไม้น่ะทอลาจีฮอลเหี่ย အဲ့တော့ဆရာကြီး အပြန်ထမိုင်းနာ sorry ဆရာကြီးနားမှာထိုင်ပြီးမနေ့ကျလေကလကလထုတ်ကလက ก็ morning devotion ว่ะก็เสียพี่เป้าเกะตุยตายจังอ่ะกะละทุกำตัวเป้าดานางเป้าฮีเจ အဲ့တော့ဆရာကြီးကကြည့်တော့မာတုမင်းပါလို့လေကျွန်တော်ခြားတော့ပါလာစကားရပြီလေ ก็เสียพี่เป้าน่ะมาตู้บังเงียมนะฮีเจเลยเสียโอเสียพี่เป้าเกินกำตัวเป้างาตะไกเวกจีเจ မင်းခြားတော့ပါလာစကားလဲထော်လာကြီးမောင်းနေတယ်လို့ นักกำตัวเป้าบีละทอลาจีฮอตะกิบังฮีเจ အခြားတော့ပါလာစကားပဲကျွန်တော်ဘယ်တိမလဲဖျားပေးတာဟုတ်တယ် ปัสเสียน้องเปียกไอ้เวกันบังจีเกนที่ดิกะกะจี အဲ့တော့ကျွန်တော်ကကျန်းစာကြောင်ပြီးတဲ့ဒီအဲ့ဒီဝိညာဉ်ရေးရမှာဝိညာဉ်တော်ဘက်မှာကျွန်တော်မနေရုံးကန်ရတယ် ไลเซโนสังกะมันดงมาขาทุตะกิไซนะบวยนะเลียนติกะนี่ ကျွန်တော်နားမလဲနိုင်တဲ့ຢာတွေလည်းအများကြီးပဲ ก็เตโรโซโลทูตัมปีตะกมี ကျွန်တော်လက်မခံနိုင်တာလည်းတော်များခဲ့တာ ก็ซันโซโลทูซงตัมมามาฮี အဲ့တော့ကျွန်တော်တော်ပြီးငါအမှုတော်ဆောင်ရင်တော့ဒီဂျီဒီနဲ့မဆောင်တော့ဘူးဒါကြမ်းတော့နေပေါ့နော် แต่มันนี่นะภาษานักเสพติดตรงอีจีเตตัวก็เซมเกยังนักเซลล์เอาฮีเจ အဲ့တော့ကျွန်တော်ဖျားဦးတော်နဲ့တန်တရားဝင်လာတာကျွန်တော်က ภาษานงอนกำมวงโมเปลี่ยนฮี ဖျားတခင်ကကြမ်းမကြိုက်တာလားမသိပေါ့နော် ภาษานี่นะนักเสพเปลี่ยนเตมาอดีตตามอาจารย์เปลี่ยนเตมาอดีตตามก็จีฮีเจ သူကနေကန်ခုံကြလေဖျားရှိခွင်အိုးနားရီကူကြီးခွန်အဲ့ဒါနဲ့ကျွန်တော်တို့တော်ပြီးအေးစစ်စစ်ဖြစ်တဲ့နှစ်ချင်းနဲ့ပဲမှုတော်ဆောင်မယ်လို့ကျွန်တော်စဉ်းစားတာဖြစ်တယ် นี่นะฮีเตนิชินเตตัวภาษานักเสพยังจีก็จีไม่ฮี အဲ့ဒါကျွန်တော်စစ်ပီစီရောက်တာတော့ จะมีเสพของตุ้งยังจี အာအေးကြီးတော့လက်မြောက်တာ จะมีเสพของตุ้งจังเป็นเอจีเตนงอนินสลามเปียกซาดงองค์นี้เลวฮีเจ အေးကြီးတဲ့နှစ်ဆတုံးဆပိုကြမ်းတယ် เอจีเตสังอาซานี่ซาทุมินเจียนโซยังจะมีเสพ โอ้ย เป็น ငါတော့ဒုက္ခပဲလို့ ဟာကေဘွိုင်တကေကချီချေ အဲကျွန်တော်2014မှာဟာအဲ့တုန်းကလည်းဟိုနူပီလေနော်နူပီတောင်ပေါ်နူပီတွေလာတယ်လေခဏသူတို့လာရင်ကျွန်တော်ကြောက်နေတော့တာ ตุลีเลซอมเลลียีรอนกิปัดกูมาหมอตุงปนาทุงเงินหนคัดหมอตุงเซนคำตุงปนาทุงเงินหนกันไปตัวเตียงไปจังมังกะลาวเลี้ยงฮีเจ ဘုရားရှိခိုးဘုံနီလက်တီဟာအလန်တိုင်းနီလက်ရှောက်ကင်ဝါဟိုဝဲဒေဝဲ เปียกไหนนี่จังของละตุ้มอลานของตอยเกยูฮีแกอลานของ အဲ့နဲ့ဆရာမကင်းနဲ့ကျွန်တော်လည်းနောက်အဆုံးမှာတိုင်လေးကိုမီပြီးတော့ဘာဒီများဆက်လုပ်ကြအောင်မလဲမတီးလို့ เสียมาเกตเกต အော်မိုက်ကမင်းမင်းနဲ့ကျွန်တော်လည်း เสียมาเกพี่ตะเกตตัวนึงเป็นนักกระตุ้นตุ้ยน่ะบังของเสียมแล้วจำก็จิแกอยู่ฮี အဲ့နဲ့ပြီးတော့မလားကြည့်တာမပြီးတယ်တော့ဟောနူပီတွေကဆရာခွာကိုပပကိုမပြီးတော့လေဟေးဟာလုံးကြဟာဘာတွေတော့ဟွာ ตอนนูปีเตนมันใช่มาลุยะป้าองเสียควาองดมเกยูนะฮีเกยูฮีเจลามโตเกยู အဲ့လိုတွေကျွန်တော်အကြီးကျယ်ဖြတ်တန်းခဲ့ရတယ် ตัวบังเต็งหักนัสเซตกินะกับตัวข้าฮีเจ နောက်ဆုံးမှာကျွန်တော်နားလိုက်ခွင့်ပေးတယ်ဖျားခင်က อะตอมนับเปอร์เซ็นต์เตลเซียมนะองกวนฮี တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်လို့ဖျားခင်မှားစားတာဖြစ်တယ် ข้าเสียงดูเป็นแก่ดิ้งนะอะปุยโมเป็นอะกิสกะกิสักเป็นทูฮีจึงเตลสักเก ဟာလေလုယာ อาเมน ဟာလေလုယာ အာမင် အဲ့တော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကပဲကျွန်တော်ဘဝကို
တကယ်ပြည့်စုံစေတယ်လို့ကျွန်တော်ခံစားရတာဖြစ်တယ် ตัวข้าเสียงดูเบกมันก็นุ่นตานาเป็นองค์จริงสักกี่จีนะกัดเตลเซมเซม အဲ့တော့ကျွန်တော်ကြုံတွေ့ရတဲ့ခေတ်ပြဿနာကြုံတိုင်းမှာကျွန်တော်ကိုအမြဲတမ်းမဆပေးတဲ့ဘုရားကတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ် ฮักษณะกัดตัวซิมินะองค์วัวโจสักเป็นตัวข้าเสียงดูเบกมาฮี ကျွန်တော်တာနာကိုမှဝမ်းနေရတဲ့အခါကြည်ခွေရတဲ့အခါဒဏ်ရာတွေနဲ့ပုတ်လို့ပဲလန်နေတဲ့အခါမှာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်ကိုကူညီမဆတာဖြစ်တယ် ก็มีสินนะเซมนะกัดชวกจังกะลุงคำจังฮักษณะคัดเปียวเปียวกัดตัวจังนะตัวเต็งแค่เป็นองค์การตันสักโจเป็นข้าเสียงตัวฮี ဟာလေလုယာ อาเมน ဟာလေလုယာ อาเมน တကယ်ခက်ခဲပြီးတော့စားစရာမရှိတဲ့အချိန်နောက်ဆုံးဆန်တပြီကြံရင်တောင်မှလာတောင်းတဲ့အခါမှာပေးရဲတဲ့ပေးလိုက်နိုင်တဲ့အဲ့ဒီအစွမ်းတတိကတန်ရှင်တော်ဝိညာဉ်တော်ကပဲပေးတာဖြစ်တယ် อาเมนฮักษณะกัดตัวมาลายตักนางโง่นินอันตั้งต่างปีคัดเบกกันนี่ลายตั้งนางโง่นินองค์จริงเงินเลยเปียกงำนาลุงซิมองค์กวนเป็นข้าเสียงตัวฮี ဟာလေလုယာအဲ့ဒါကဝိညာဉ်လူတွေဖြစ်တယ်ဟာလေလုယာ ตัวเป็นข้ามีเตจินะฮิปะฮี အဲ့တော့လူတွေမလုံနိုင်တဲ့အရာကိုလုံနိုင်တဲ့လူတွေကဝိညာဉ်လူတွေပဲလုံနိုင်တာဖြစ်တယ်ဟာလေလုယာ มีเตเซฟโซโลเซฟโซนาเป็นข้ามีนะข้าฮี အဲ့တော့လူတွေကတော့အမျိုးမျိုးတွက်ချစ်ပြီးမှအဆင်ပြေတယ်ဆိုမှလုံရဲတာဖြစ်တယ် มีเลยตุงไงสุนาเป็นตัวดิ้งนะเลเมจิจังเบกอาเซมปะนะฮี အဲ့တော့ကျွန်တော်တို့ဝိညာဉ်လူတွေကဘာမှတွက်ချက်တာမရှိဘဲနဲ့ယုံကြည်ခြင်းနဲ့လုံရအောင်အဲ့ဒီဝိညာဉ်တော်ကပဲမဆတာဖြစ်တယ် ข้ามีเตจิจังนะตัวโลยนะนาโตอิเซฟนาเป็นนะฮี ဟာလေလုယာ အာမင် ကျွန်တော်တို့တာနာခွင်းထဲမှာလက်ညှိုးငေါငေါထိုးပြီးပူဇော်ပစ္စည်းဆဲသွားတဲ့လူကိုနောက်နေ့မှာတွားပြီးဆုတောင်းပေးနိုင်တဲ့အရာကလည်းဝိညာဉ်လူတွေကပဲလုံနိုင်တာဖြစ်တယ် มีสินนะเซมนาซุงะaku tu to ongko gen to chitang tong te nongon azing jang thu wanget sak the na I chi pen khasyang to na sem na hi ဟာလေလုယာ အာမင် တလားမှာသိန်း340ရတဲ့လူတွေကသူတို့တောင်သုံးပြီးမှမလောက်ဖဲနဲ့မိဘကိုတော့မပေးနိုင်တဲ့လူတွေရှိတယ် khakarina teng som chum som li nga ina in kon pi te nongon awak zolo ape zolo mi hon khadom hi အဲ့တော့ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့တွေအားလုံးကတလားမှာ9သိန်းလောက်လေးနဲ့ကိုစားရုံနဲ့မကသူတစ်ပါးတွေကိုကျွေးနိုင်တဲ့အခြေအနေရောက်အောင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တဲ့ဝိညာဉ်လူတွေကလုံနိုင်တာဖြစ်တယ် ai zongina eite ben khadina teng nga khong ben nga ina eni nek chi thara mi te nongon pek hiat zona dongina sep zona ang pia ben khasyang to bek ma hi ဟာလေလုယာ อาเมน ဟာလေလုယာ အာမင် အဲ့တော့ကျွန်တော်ရဲ့အမှုတော်မြတ်အနာဂတ်မှာတန်ရှင်တော်ဝိညာဉ်တော်ကအားကိုးရဖြစ်လာတယ် toy manen ke kamai lama ka kaw swan na khasyang do bek main ke I mon le swan penong swaki အဲ့တော့ကျွန်တော်တာနာခွဲမှာလိုအပ်တဲ့မြတ်အရာတွေအားလုံးကိုထောက်ပံ့ပေးနိုင်တဲ့သူကလည်းတန်ရှင်တော်ဝိညာဉ်တော်ဖြစ်လာတာဖြစ်တယ် kami sin na sem na ka kitang sa bang ba ong pia ben khasyang do bek ma hi အဲ့တော့ကျွန်တော်တို့ခက်ခဲပြဿနာအမျိုးမျိုးဆင်းရဲခြင်းအမျိုးမျိုးကြားထဲမှာနောက်ပြန်မလဲဖဲနဲ့ဆက်လက်အမှုတော်ဆောင်နေတဲ့ကျွန်တော်တို့ကဝိညာဉ်လူတွေဖြစ်တယ်ဟာလေလုယာ manen na pasen na sem na haksan na tampi ta haksan na tom itwa hangina nung kik lowa kaw swan te zo na ding chaung pe ben khasyang do bek hi အဲ့တော့လူတွေကတာ၍များအောင်ကြိုးစားကြတယ် mi hing ten atam zo ding ina kihan cham hi အဲ့တော့ကျွန်တော်တို့ဝိညာဉ်လူတွေကပေးဖို့အငတ်ခံမယ်ပေးမယ်အငတ်ခံမယ်ကျွေးမယ်ဒါကကျွန်တော်တို့ဝိညာဉ်လူတွေလုံနိုင်တဲ့အရာဖြစ်တယ် kami te lew ina ben pekheding chi dung sim to na ki se ma hi ဟာလေလုယာ အာမင် ဒီအရာတွေဒီမှာရှိတဲ့လူတွေအားလုံးကျွန်တော်တို့လုတ်ခဲ့ပြီးပြီဖြစ်တယ်ဟာလေလုယာ ตัวka gen tu ben teng om teng kem ben isep sa tu hi အဲ့တော့ကျွန်တော်တို့တာနာကွင်းထဲမှာငါတို့ဘာမှမအောင်မြင်ဘူးလို့မစင်စားပါနဲ့ แต่มันนะไอ้แต่มีสินนะเซมนะซุงะกัวซอนะมุขังจิโลดิงเฮียง ကျွန်တော်တို့ကတာနာကွင်းထဲမှာလူတွေမလုံနိုင်တဲ့အရာကိုကျွန်တော်တို့ကလုတ်ခဲ့ပြီးပြီဖြစ်တယ် ไอ้แต่นะไอ้ปะเซนนะเซมนะซุงะมีแต่อีเซปซอโลนาเตอะเซมคินตาเตอี လုံနေတုံးဖြစ်တယ် อะเซปอีเซปไลตะกะฮี နောင်လဲထပ်လုတ်အောင်မှာဖြစ်တယ် ไม่ละมาต้องเซมไลดิงเฮียง ဟာလေလုယာ อาเมน ဟာလေလုယာ အာမင် အဲကြောင့်ပြောပါဦးကျွန်တော်တို့ကလူတွေမဟုတ်ဘူး ตัวมันนะเกนนี่ไอ้แต่เป็น ဘေးကလူတွေပြောလိုက်ပါဦးကျွန်တော်တို့ကလူတွေမဟုတ်ဘူး ลูเรโมบู ဝိညာဉ်လူတွေဖြစ်တယ် คามีเตฮี ဟာလေလုယာ အာမင် လူတွေမလုံနိုင်တဲ့အရာကိုလုံမဲ့လူတွေဖြစ်တယ် มีแต่อีเซปซอโลทูเตอะเซมดิงเตฮี ဟာလေလုယာ อาเมน အဲ့တော့ကျွန်တော်တို့မလေးရှားကိုလူတွေမရောက်နိုင်တဲ့အချိန်ဒီမှာကျွန်တော်တို့ရောက်လာတယ် มาเลเซียต้องมีปอคัตเตตุนซอโลไลตะนะไอ้ตุงคาฮี အင်္ဂလိပ်စကားတတ်မှလာကျွန်တော်တို့မလေးရှားရောက်မယ်ဆိုတော့တက်တက်လို့ဘယ်တော့မှမရောက်တော့ บางเป้าเสียงมันนี่นะมาเลเซียตุงนี่เรื่องไอ้เต็งเป็นจิกมาวันนี้นะตุงโลดิงเฮียง ပတ်စပို့ကိုရောက်လာတော့လက်ထဲမှာဖွင့်ကြည့်တဲ့ကိုနားလိုက်တဲ့စာလဲတစ်လုံးမှမပါ passport nga ta i hon le itel kamal khat jongom lo တ
ဒါပေမဲ့ကျွန်တော်စဉ်းစားတယ်ဒီအယောက်20 30ကဆရာစွမ်းကဘလို့နဲ့ဟိုဘက်ကိုသွားမလဲမသိလို့ကျွန်တော်တညလုံးစဉ်းစား ngay sun ngay hiền xa số nên hi mi som thum som li te koi bang noi Malaysia dong tun pi ding ai tam kang kang ai so ni ဒါပေမဲ့ဖခင်တခင်ကတော့ဘလို့နီးလန်းနဲ့ပို့မလဲမသိလို့ကျွန်တော်အရန်ရင်ခုန်တာဖြစ်တယ် ai dong ina pasya nen koi bang ina na semina tu ki tung sak tam chi pen kang ai sun sun ni ဟာလေလုယာအဲ့တော့ကျွန်တော်တို့ဝိညာဉ်လူတွေပဲအဲ့လိုလူတွေနားမလဲနိုင်တဲ့လက်မခံနိုင်တဲ့စဉ်းစားလို့မရတဲ့အခြေအနေမျိုးမှာဝိညာဉ်လူတွေကပဲလာရဲတာဖြစ်တယ် bai man na mi te ngai su zolo ngai su thelo lamet zolo na te mun beka kha siang thum to ki mi te in tun thei na mun hi hi ဟာလေလုယာ အာမင် အဲ့တော့ကျွန်တော်တို့လူတွေကတော့အစဉ်ပြေတဲ့နေရာကောင်းတဲ့နေရာပြည့်စုံတဲ့နေရာကိုရွေးချယ်ကြတယ် mi te ina a hi le alem namun a hoi namun na khat pe pe wa ki chin namun te te lo hi အဲကျွန်တော်တို့ဝိညာဉ်လူတွေကတော့ကျွန်တော်တို့ဘဝကိုပေးဆက်ပြီးအခြေအနေကိုပေးဆက်ပြီးစားမဲ့တောက်မဲ့တွေကိုပေးပြီးတော့ဘလို့လူတွေကဲတင်ချင်းရမလဲလို့လုပ်ကြတာဖြစ်တယ် ei kha to ki mi te hi level kha mi te hi level ki tang sam na mun muna pe kheding sem kheding mi te gum na nga sa ding chi hi ဟာလေလုယာ amen ဟာလေလုယာ amen ကျွန်တော်ကတမူးကိုရောက်တဲ့ခါကျွန်တော်ဆရာစွမ်းရဲ့ဘဝကိုကျွန်တော်နားလည်သွားတယ် tamu ka tun chang ina sia so ni nun tang na ka tel hi ဆရာကျွန်တော်နည်းနည်းတိတိခံလိုက်မလို့ဆရာစွမ်းတင်းတော်ရောက်တဲ့ခါမှာသူ့အတင်းတော်တကယ်အကြီးကြီးပဲ sia son te por bi ka tun chang ina por bi pen lian ma ma hi လူတွေလည်းယာနဲ့ချီရှိတယ် mi te jong aza simom hi အိမ်လည်းကောင်းကောင်းလေးဆောက်ထားတယ် in khong jong hoi takina lamu hi ဟိုသူ့အမျိုးတွေအတင်းလူကြီးတွေပဲလက်ဖြောက်တီးရတဲ့အလူငွေရောက်လာပြီဒါဘာမှညှိစရာမလို sangam te in kon pi te pen por pi million vi ve hi အမျိုးတွေလည်းအပြည့်ပဲ me el thita na jong တဲ့ဥစ္စာအေးစစ်စစ်လုတ်ပြီးနေမယ်ဆိုနေချင်းစရာကြီး por bi kem sia ina hi thial le jong no phoi ma ma hi အဲ့ဒါတွေကိုထားခဲပြီးမှရန်ကုန်မြို့မှာမစိတငယ်နားတလဲနဲ့အိမ်ငားနဲ့လာနေတာနော် to ten kem be nu sia ina jang ko nga in haksan na to in khong ong ko min angom hi အဲ့ဒီရွေးချယ်မှုမျိုးကလူတွေမလုံနိုင်ဘူး to bang tel na pen mi mok te sep thei lo hi အော်ဆရာစွမ်းလဲလူမဟုတ်ဘူးပဲလို့ sia son jong mi hi ke ka chi pa hi je ဝိညာဉ်လူတွေပဲလုံနိုင်တာဖြစ်တယ်ဟာလေလုယာ sep thei khami te be ki na sep thei thu ဟာလေလုယာ amen အော်ဆရာစွမ်းတကယ်ဖရာရဲ့ဝိညာဉ်လူပဲလို့ကျွန်တော်သဘောပေါက်တာဖြစ်တယ် oh sia son pen tak tak ina pasien mi tak tak khami tak tak hi mo chi na ka tel sem sem hi အဲ့မတိုင်ခင်တုန်းကတော့ဟုတ်တော့လို့မဟုတ်တယ်လို့အဲ့ဒီမှာတော့တကယ်တော့ဒီလိုရွေးချယ်မှုမျိုးဒီလိုမျိုးကလူတွေမလုံနိုင်ဘူး tak pi hi dan tel na pen mi mok te na ki တ sem ကယ်ဝိညာဉ်လူအစ်စ်တွေကပဲလူတွေမလုံနိုင်တဲ့ရောက်ကိုလှုပ်သွားတာဖြစ်တယ် khami te be ki na mi hing te sep zo lo pe sem zo hi ဟာလေလုယာ အာမင် အဲ့တော့ကျွန်တော်ဂီတောင်မီရှင်တွေကိုကြည့်လိုက်ရင်လေလူအနေနဲ့ကြည့်ရင်တရားမရချင်စရာမရှိဘူးကျွန်တော်မှစရွေး ko giron na sem te pen ngel le chen mi mi tong ngel le chen kha jong alem om lo hiung ဝက်စားလဲကောင်းကောင်းမဝတ်တဲ့ pon sil ngol hoi ta sil thei lo om hiung ပစ္စည်းလဲဟိုဘယ်နာထားရမယ့်နေရာလဲမထားမယ့်နေရာလဲမသိ van ko ina ding jong ko ya chi ko nang jong တက်တက်ခံခိုင်းရင်လဲတရားဟော te chi bang sak le jong salmon ong nei che စူတောင်းခိုင်းရင်လဲတရားထားဟော chu ngen sak ta le jong hunong jang ke yu hi che ဘယ်တော့မှအမိမောက်တဲ့တယ်ဆိုတော့မရှိဘူးကျွန်တော်တို့ဖွဲ့တွေက alem lua om hel lo hiung ko phoi te pen ဒါကလူအမြင်လူဒီမြင်တဲ့အမြင်ဖြစ်တယ်ဒါက ta pen mi hing te mu na hi ဒါပေမဲ့ဖခင်ကကျွန်တော်ကိုရွေးချယ်ထားတဲ့ဝိညာဉ်လူတွေဖြစ်တယ်ဟာလေလုယာ te pen ong tel khami te ka hiu hi ဈေးထဲမှာမိုက်ကင်ပြီးတရားဟောဖို့ကျွန်တော်တို့အစင်းနဲ့ဖြစ်တယ်ဟာလေလုယာ ji sunga mai toin gum na chu gen ding na ko te pen ki king sign om hiung အဲ့ဒါဝိညာဉ်လူတွေပဲလုပ်ရဲတာ to pen khami te be ki sep the hi စိုက်တဲ့နေရာမှာတရားဟောကအစင်းတက်မယ် koi teng mo na won jang sakin ready om hi ရှစ်တယ်ဆိုလည်းမရှိဘူးကြောက်တယ်ဆိုလည်းမရှိဘူးရိုက်ခံလိုက်မယ်ဆိုလည်းမရှိဘူး zoom na jong om lo mate lau na jong om lo hiu အဲ့လိုလူမျိုးတွေတည်မလားမရှိမကြောက်ကတကယ်ဝိညာဉ်လူတွေပဲလုပ်ရဲတာဖြစ်တယ် to bang na mai zoom na lau na chi te om lo pen khami te be ki sep the hi ဟာလေလုယာ အာမင် အဲ့တော့ကျွန်တော်တို့ကဝိညာဉ်လူတွေဖြစ်တယ် to man ei te pen khami te hi ဟာလေလုယာ amen ပပကဒီမှာပိုစတာထိုးပြီးတော့နိုင်ငံတကာကိုသွားမယ်လို့ပြောတဲ့အခါမှာလူတွေကြမ်းသားရည်ပါကျွန်တော်ဟာလို့ papai na ide nga pasta posta ong lagi na pasta အင်္ဂလိပ်စာတော်မှာတလုံးမတတ်တဲ့ကောင်နဲ့ကဘာပတ်အောင်မယ်နော်ဘိုးထိုင်အိမ်သားတော့မတက်တတ်တဲ့ကျွန်တော်မှစာရေးကဘာပတ်အောင်မယ်ဆိုတာရည်မှာကျွန်တော်တို့အယူလို့ထင်ပါသေးလား posta hi ang swang ina leitung bu ba koi ding yang chi na mi te nui kha ding hi ai zong ina hi pen
ไอ้เตเป็นปัสยานิยงลำลาดิงเตฮีมอ ကျွန်တော်တို့လူအနေနဲ့ဘယ်လောက်မပြည့်စုံဘူးလဲဆိုရင် มีงเตงไงสุนัตบังซาไตนะกิตังซัมนาในเฮียมจีเลย အယောက်20ပေါင်းပြီးစုရင်တော့အင်္ဂလိပ်စာတစ်မျက်နှာမပြည့်ဘူး มีสอมนี่กี่โปลินาอีมังไล่ที่เต็งเกลเคลงซงไม้คัดจิงโลดิงฮี 30ပေါင်းရင်တော့အင်္ဂလိပ်စာတစ်မျက်နှာပေါင်းရေးနိုင်မှာမဟုတ်ကျွန်တော် มีสอมดุมบังกี่โกมินมังไล่เกลแรงซงไม้คัดดิมสักโซโลดิงฮี ဒါကလူတွေတတ်မှတ်တဲ့အရာဖြစ်တယ် ไอ้ยังตัวเป็นมีงเตยงเจ็บเตนาฮี ဒါမှစိတ်မပူနဲ့ ไอ้ตัวน่ะปะ ကျွန် ตาว တော် เก တို့ ล ကိုလူတွေကယူတယ်လို့ထင်လိုက်မယ် มีแต่นี่เป็นมีให้นางตัวจงอิน သူတို့ပြောတာလဲအမှန်ပဲအထင်ပဲတကယ်အမှန်တရားပဲအဲ့ဒါက อามาจีน่าต้องมาอามานั่นจังขนมมาฮี ဒီမိကျွန်တော်တို့ကအကြီးအချင်းနဲ့အလုပ်လုပ်မှာมဟုတ်ဘူး ไอ้เตเป็นเปิลนาตัวน่ะเสียมดิงเตฮีเกีย တော်ချင်းတက်ချင်းနဲ့အလုပ်လုပ်မှာမဟုတ်ဘူး เสียมนาตัวน่ะเสียมดิงเตฮีเกีย တန်ရှင်တော်ဝိညာဉ်တော်နဲ့အလုပ်လုပ်မဲ့သူတွေဖြစ်တယ်ဟာလေလုယာ เสียมดิงเตฮีอาเมน အရာအလုံးတန်ရှင်တော်ဝိညာဉ်တော်ကမဆာမှာဖြစ်တယ် นาแค่เปียวคัดเสียงตัวนุ่งหูดิงฮีฮี ဟာလေလုယာ อาเมน နောက်တစ်ယောက်ဆရာခိုင်တောင်ကျော်ကျွန်တော်နည်းနည်းပြောမှာနော်ဒီနေ့တည်းပဲတရားဟောရမှာဆိုတော့ เสียใครต้องชูตองคารองเกนิงบ้านจะได้ตัวนี้เบกมาหุ่นรังกะเทดิงไกมันนี่นะ ဆရာခိုင်တောင်ကတကယ်ဝိညာဉ်လူအဆက်ဆိုတော့ကျွန်တော်တွေ့သွားတဲ့အကွက်တွေရှိတယ် เสียใครต้องเป็นขมิตักตะหินากะมูนาปอลคารมฮี ပထမဦးဆုံးမြန်မာပြည်လာတော့ဘာနဲ့လာလဲဂျက်ဆောက်တအုပ်နဲ့လာတာလေရင်ခွဲမှာဟိုအစားတစ်ခုမှမပါဘူး US เป็นกอลกามองไปมาสักเป็นนี่ก็เลยปวนนั่งonตอยโลไลเซนโดบุกบิ๊กตัว US เป็นกอลกามองไป အဲ့တော့သူ့ခြေဆုံးခေါင်းဆုံးရှိဒီလူကကြက်ကောပြီလားမသိလို့အဲ့တော့နားမလဲဘူးနော်ဝိညာဉ်တော်အကြောင်းတွေပါနားမလဲဘူး alu pa nakit akepitu dong kaile bang ma polo ay jahip pa man mayam akiching palo yam ka chi ငါတို့တော့မှကလေးမျိုးကိုနောင်ဆောင်ဘူးကနေနိုင်ရွယ်လောက်ပဲဆိုင်ငယ်မောင်းတော့ကျွန်တော်တို့အိတ်နဲ့လာတာပြီ kol pile nan sampu ka kwa chang nangon saing ke to nai lang be ki pai nangon ip khat po ke sam zel hiung အဲ့ဒါနဲ့ဖြစ်ချင်တော့သူ့ကိုကြည့်တရားကြီးကျဲဟောခုံစောဗမာစကားလဲတလုံးမပတ် kol pau siam lo pia thung gen ja zel lai sai အဲ့နဲ့ပပသူ့နှုတ်ကပတ်တော်ဝင်ငါခိုင်းတာ pa pai na ama hun jang sak ပါစကားစကားတလုံးထုတ်ဖို့ကိုလက်ကတလူတွေဖြစ်နေပြီ kamal khat again na ding pen akut pen li ve nga ve week man he အကပေါင်းစုံကနေတလူတွေရော lam tom lam ke အဲ့သုံးပတ်လေးပတ်လောက်ပတ်ပြီးမှတလုံးထွက်တာ thum be li ve ki pe ki jang na kamal khat pusok pan သူစကားတလုံးကြောက်ဖို့ကျွန်တော်တို့အလောက်ကနေမျောလင်းအဲ့လိုဆောင်ရ kamal khat izang na ding ko pen kam kalia nga ngai ke hiung ဒါပေမဲ့ကျွန်တော်တို့အရန်ခွာရတာဖြစ်တယ် ayan ko thanga ma hiung ဟာလေလုယာ amen သူလက်ဒီလိုလောက်တာနဲ့ဘာပြောချင်တယ်လဲကျွန်တော်တဘောပေါက်ပြီဟာလေလုယာ akut kita na khat ve big na le aman banggen nom yam chi pen ko tel ta hiung ဟာလေလုယာ amen ဗမာစကားမတတ်ဖဲနဲ့ဗမာပြည်လာပြီးတရားဟောလို့မရဘူးလို့လူတိုင်းကတတ်မှတ်ပြီးသားဖြစ်တယ် ming te ngai sun na be kol pau thei lo kol pau siam lo in kol te la ka na sem ning chi pen ming te ngai na sem thei lo ding chi pen ming te ngai sun na hi ဒါပေမဲ့တကယ်တန်ရှင်းသောဝိညာဉ်တော်နဲ့တွားပြီးမှဝိညာဉ်လူတွေကဘာမှမကြောက်ဝိညာဉ်တော်အားကိုးခြင်းနဲ့လှုပ်ရဲတာဖြစ်တယ် ayan kha kha to akal son te pen kha mon na to kha siang to mon na to na sem thei ဟာလေလုယာ amen အဲ့တော့တရက်မှာသူနဲ့ကျွန်တော်နဲ့ကွာရှမ်းပြည်ဖြစ်မှာ gospel ပတ်လိုက်သေးတယ်2လလောက်ကြာမယ်ထင်တယ်ကျွန်တော်တို့ဆရာခိုင်တော်နဲ့ကျွန်တော်2ယောက်တည်းငါတော့တွားပြီထင်တယ် re se shan ga ma mi khani sung khong sia khai dong to ka ke thwa pasien thu ke na ka ke thwa le alai sai ke ba man tai nge ka ke chi ငါ့တော့ကျန်းစာအုပ်တော်ထဲနဲ့မလိုက်ခိုင်းတော့ပါဘူးလို့ ke sung ama da ni lai chan do bu khat dek tong zui sak mok tam mo chi na ka pa taw gi ge အဲ့တော့တူဝိညာဉ်နဲ့ကျွန်တော်ဝိညာဉ်တိတ်မကြိုက်ဘူးလေ ama kha le ke ka ki lem follow to lai ta ki tuak follow chi သူဘာပဲလုပ်လို့ကျွန်တော်ပဲလိမ့်ပိတ်ခံနေရသေးလား ama na se pe pe ken ka thwa kha zel li သူကနိုးဆောင်မရပြန်ပြီအစာ3ရက်ရှောင်ရအောင်ဟာလုပ်ပြန်ပြီဒီမှာလိမ့်နေ pasien ဒုက္ခ sol တွေ na ရောက်လို့ pasien sol na ka nga hi ni thu man tang ni yang khong chi jiao jiao mo ki chi အဲ့ဒါအစာရှောင်ပြီးစားတာမှ1ရက်လောက်ရှိတော့4ရက်လောက်ပြန်ရှောင်ရအောင်ဟာငါလူပေါင်းမားပြီထင်တယ် to kol kin an ni khat khong ne pan ni li tang le lo di khong chi jiao jiao mo ki chi ဟာလေလုယာ kit ka ki thwa bi ka khial ka mo le ka chi liang hi chi တခါတလေ2ရက်ပဲနေမယ်ဆိုမှကျွန်တော်ကားလည်းမဖြတ်ပြီးတော့ပြီ at be ni be kom ding chi e changa mo to le mat bang ka phet kin tai မဟုတ်ဘူးတဲ့ဝိညာဉ်တော်ဖော်ပြတယ်4ရက်နေမှာလေ ai so ka siang do nong ge ni li yom ding hiong chi mo ki အဲ့တော့ကျွန်တော်ကားလည်းမတ်တွေရှုံးပြန်ရောတခါ mo to sap ka so mu hi chi သူကျွန်တော်နဲ့သူနဲ့တွားတဲ့အချိန်မှာသူ့ရဲ့ခပတ်နော်ဟို USA ရပါလာတဲ့ခပတ်အကောင့်ဆောက်ဘသူပေးခဲ့လဲမသိဘူးအပေါ်အဲ့မှာကြွအိနဲ့ချီထားတာတို့ ka khat ve bang a kong ga US pa nong to pen kwa pya yam thei lo kong ga mo na chu chu to na hen lai lai hi chi အော်လို့ USA ကလာတဲ့လူကလည်းကြွအိနဲ့ပါလာလား
Yes, even on by cut so to to mo ke ka chi. ငါတော်မြန်မာပြည်မှာနေပြီးခပတ်ပတ်နိုင်တယ်လို့ထင်တာနော် Ke ko gam pan no ni na kapat zo hi. အဲ့တော့ကို့မှာရှိတဲ့တခုဒီတော့အရာကိုပေးရဲတယ်ဆိုတာဝိညာဉ်လူတွေပဲလုပ်နိုင်တာဖြစ်တယ်ဟာလေလုယာ Inay sun pe khengam chi pen khami te be gi septe. အေးလူတွေကလေတစ်ခုပြီးရင်နှစ်ခုရချင်တယ်နှစ်ခုပြီးသုံးခုရချင်တာဟာလေလုယာ Ming ten ba khat kit chang ni ki chang thum inga anga nom te hi. တခါနဲ့ရှမ်းပြည်ရောက်တယ်ကျွန်တော်တို့ Shan gam ka tungu hi. အတူဟိုမှာအတင်းတော်မှာသမင်းချစ်တဲ့လူတယောက်ကဖနက်ကမကောင်းဘူးသူကကြည့်နေပြီအဲ့ဖနက်မရှိတဲ့လူကိုကြည့်လိုက်သူ့ဖနက်ကိုကြည့်လိုက်ဒီကောင်တော့ပေးတော့မှာပေးဖို့ချောင်းနေပြီလို့ Mun kara anwan kha dia khera phoi phamel lo. To cha sia khai to mui na. To pe ni khera benzil ama khera benzil hey. Lam pan piak som zela ye mo ka chi. ပေးတာရေးမကြည့်ဘူးတင်နတ်မှာဖနက်ဝယ်ရမယ်ဆိုင်ရမရှိဘူးလို့ A piak phamo lo le ki kul zel ri na hi ki ma khera le nang om lo hi vyo ka se. အဲ့တော့ကျွန်တော်ထင်တဲ့အတိုင်းပဲဖနက်ဆိုင်ပဲမှာရှိလေဒီဆယ်လေးလိုက်ရှာရအောင်နေငါထင်တဲ့အတိုင်းပဲလို့ Ka dan mai na. Selili no panat khera sai ko om hem chi nang dong hi. အဲ့တော့သူ့ဖနက်အကောင့်ကိုပေးခဲ့ပြီးမှနော်အဲ့ချင်းချက်ဖနက်နဲ့သွားတာဟေးရှမ်းပြည်မှာလေကတော့နဲ့ Ama khera hoi pen pi na to hoi lo kharong sil mo na ki lob lob ke. အဲ့တော့အဲ့ဒီနလတော့တဲ့မှာကျွန်တော်သူ့စီကနေအများကြီးတင်ယူတာဖြစ်တယ် To khani sungi na ama tung pan tampi takasin hi. ဟာလေလုယာ Amen. အဲ့လိုပေးလို့ကျွန်တော်တို့ငတ်လားဆိုတော့တခါမှမငတ်ဘူး Toranin apiang na hang na ko an ngol ka hiam sila ngol vel lo yo. ဒီအတင်းတော်ကနေရတဲ့အလူငွေတွေနောက်အတင်းတော်ရအကုန်ပေးပလိုက်ပြန်ပြီကျွန်တော်နည်းနည်းပါးပါးခြံစီချင်တာပေါ့နော်ကားစီးလေးစားစီးလေးဘယ်ဟုတ်မလဲ तू ကတနည်းရောက်အကုန်ပေးကျွန်တော်ဒီမှာခံစားနေရပြီကျွန်တော် Hi pol pipan nga sumte. Ya pol pia pe khele leo kan ke ngai sona le tom khong chan zel ding mo khong ne zel ding chi hi. တကယ်တော့ဝိညာဉ်လူနဲ့ဝိညာဉ်လူမဟုတ်တဲ့လူကပေါင်းရင်လေအဲဝိညာဉ်လူမဟုတ်တဲ့လူကတစ်ချင်းလို့ကြေကွဲပြီးခံစားနေရတာတကယ်ပြောတာ Kami tele kami lo khong te ki thwa leng bo kami lo ten bo ki thwa ka pe ma hi. ကျွန်တော်တယောက်တည်းစိတ်တွေတို့ဆရာကွာအမျိုးမျိုးအပြောင်းလဲလုပ်တယ်အမျိုးမျိုးလုပ်တယ်စိတ်တွေတိုးပြီးဒီမှာဒေါ်လိုက်တော့ဒေါ်အေးဆေးပဲဆူတောင်းလို့ Ken bo to pa tom nang hi ong hi ke mok ka chi na kalung kham ma mang na man bo thu nang yen le li. ဟာလေလုယာ အာမင် ဩတကယ်ဝိညာဉ်လူတွေကဒီလိုပါလားဆိုကျွန်တော်တဘောပေါက်တာဖြစ်တယ် Oh kami tak te chi te hi da ni mo ke chi na ka te sem sem. ဟာလေလုယာ အာမင် အဲ့တော့ तू ဘလို့မိမယူမလဲကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်လည်းရင်ခုန်ပေးတယ်ကျွန်တော်လည်း Toy man na koi dan ziong nei tamo chi na ka ngai su na ama ding kalung hi mo e. ဆရာခိုင်တောင်ကဝိညာဉ်လူနဲ့ရရင်ရမရဘဲနဲ့လူနဲ့တာရတော့တွားပြီးအဲ့ကောင်မှာတော့ Sa khai tok ben kami kha to ki teng ke le piang lo ding mi mo mo kha to ki teng le be to in thuak la ma ding hi. မင်္ဂလာဦးညမှာဒီနေ့တော့ဆယ်ဖို့တို့ဖို့ပေးတဲ့နေနဲ့စူတောင်းရအောင်ဆိုတော့တွားပြီပြောလို့ပြောလို့ Akite စော်ဘူးရ akite ni ni da khong thu khong ngen pho di di le mo chin. မိမယူပြီးတော့ကျွန်တော်မြင်အောင်နဲ့မိမယူပြီးတော့ပပတို့နောက်ကိုလိုက်တစ်လလဲပြန်မလားနှစ်လလဲပြန်မလားဟောအိမ်ကနေစောင်းပြီးတော့ Zi nei zi nei ki chang papa te nong zu yan ni khakat khani no na cha lo azin in pan nga ke chi khoi kha ding hi. ဟောအိမ်ကမိမစောင်းပြီးဘယ်နေ့ပြန်လာမလဲဆိုတော့စောင်းတယ်တော့ခံစားရမှာကျွန်တော်သိတယ် Azin kha sunga level ki kim ke wang lak le mo azin pen thuak la ma ding hi che. ဟာလေလုယာ အာမင် ဒါကရည်စရာဖြစ်ပေမဲ့တကယ့်ကိုကျွန်တော်လက်တွေ့မြင်ခဲ့တဲ့အရာတွေဖြစ်ပါတယ် Nui zak na zong a hiang ina ka to tak tak thu te hi. အဲကျွန်တော်တို့ဝိညာဉ်ကောင်းဆောင်တွေရဲ့နောက်မှာကျွန်တော်တို့လိုက်ချင်းအပြင်ဒီဂိတောင်မီရှင်မှာကျွန်တော်ဆက်ကချင်းအပြင်ကျွန်တော်လည်းတဖြည်းဖြည်းနဲ့ဝိညာဉ်သဘောတွေနားလည်လာတာဖြစ်တယ် He is ate zo na giron mission na sem na ka kel lang ina kha thu pen dam ina ka tel to sem တန် sem. ရှင်တော်ဝိညာဉ်တော်ဆိုတာဘာလဲဆိုတာကျွန်တော်သိခွင့်ရတာဖြစ်တယ် Ka siang thoi chi pen bang hiam chi ka tel siam thei ta hi. တန်ရှင်တော်ဝိညာဉ်တော်ကဘလောက်အရေးကြီးတယ်လဲဆိုတော့ကျွန်တော်သိခွင့်ရတာဖြစ်တယ် Ka siang thoi na sem na bang za tan thu pi hiam ki sam hiam chi pen thei kwan ka nga ta hi. ဟာလေလုယာ အာမင် ကျွန်တော်တခြားမီရှင်တစ်ခုခုမှာတော့အမှုတော်ဆောင်နေသိချတယ်ကျွန်တော်ရိုးရိုးလူအမှုတော်ဆောင်ပဲဖြစ်မှာ Mundang mission na sem na kap pe wa sem khai lang ba cable mi mong mo khat ka swak ding hi. ဟာလေလုယာ Amen. အဲကြောင့်စကားနားထောင်ခြင်းဆိုတာဝိညာဉ်သဘောနဲ့တွားခြင်းဖြစ်ပါတယ် Manina thuman na chi pen kha thu to ka swan na hi hi. ကျွန်တော်အချိန်တိုင်းမှာဝိညာဉ်ရဲ့ဆန့်ကျင်ပဲဖြစ်တဲ့ဇာတိသဘောကိုရှော့ချပြီးတော့ဝိညာဉ်ရေးရမှာကျွန်တော်တက်လာဖို့ရန်ဖြစ်ပါတယ် Toy manina ite pen hun simina kha siang thu de na to aki thal kya aki tuak lo te pen aki lenga te pen tunina
ตัวเตะเสมลูกดิ่งยัง ဟာလေလုယာ อาเมน အဲကြောင့်ကျွန်တော်တို့ဝိညာဉ်လူတွေမကြခင်မှာကဘာပတ်ဖို့ရန်အတွက်ပြောချင်ပါတယ် เป็นไอ้ขมีเตะเป็นอาโซโลอินะเลยตุ้งกิมเวลดิ่งเตะหิฮัง ဟာလေလုယာ အာမင် ကျွန်တော်တို့လူတွေရည်ချင်တဲ့လောက်ရည်ပါစေဟာလေလုယာ มีเตะน้องนุ้ยสันน้องเบลน้องนุ้ยสันเฮ ကျွန်တော်တို့ဘယ်လောက်ပဲကဲ့ရဲ့ပါစေ องเกนเซียนน้องบุฮังซงองซาปิวฮังซงมาแต่อง သူတို့ဘယ်လောက်ပဲဝေဖန်ပါစေ บางอินะองเกนเซซงอุน ကျွန်တော်တို့ဝိညာဉ်တော်အဖြစ်အရောက်သွားမဲ့လူတွေဖြစ်တယ် เอ้เป็นข้าเสียงดวงอินะอากาศสนดิ่งเตะหิ ဟာလေလုယာ อาเมน ဟာလေလုယာ อาเมน ငကိုတော့ကမြန်မာနိုင်ငံမှာပဲเนาะမြန်မာတိုင်းနိုင်ငံလုံးကိုပဲတာနာလုံးမယ်လို့ကျွန်တော်ကစဉ်းစားခဲ့တာ นี่ดังอินะกอลกัมซุงเบกกับเปอร์เซ็นต์น่ะเซมดิ่งอินะก็ง่ายสุดขาหิ အဲ့တော့မလေးရှားရောက်တဲ့ခါမှာအော်တဆင့်ကြီးသွားတယ်ဟာလေလုယာ มาเลเซียตุนตะตักเตะเบโอ้จีน่าก็ง่ายสุดขาหิ ကဘာပတ်ဖို့ထိအောင်ဖြစ်လာတာဖြစ်တယ်ဟာလေလုယာ กิมเวลดิ่งจีตรงอินะตุงหิ ကဘာပတ်ပြီးရင်ကျွန်တော်တက်เสียလကဘာပဲကြံတော့တယ် กันเลยตุงกิมเวลคิดจังอีกาตุงน่ะดิ่งเป็นขับปีตุงเบกหิ ဟာလေလုယာ อาเมน ဒီနေ့ချမ်းသာရတဲ့နှုတ်ကပတ်တော်အဖြစ်ရောက်ချင်းစီတိုင်းပုံမှာဖျားရှင်ကောင်းကြီးပေးပါစေ ตุนี้จากเปอร์เซ็นต์กำลังนี่มีมากิมโตปันทุปังเปตาเฮ ကျမတို့ကိုဘောနော်တက်တဲ့ခန့်ချင်အဖြစ်တော်၎င်းနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးသွားတယ်ဆရာလင်းလင်းကိုလည်းအထူးကျေးဇူးတင်တယ်အနာဂတ်မှာဒီထက်မကဖရာသားရွေးအသုံးပြုပါစေသူပြောတယ်လို့သူလည်းလူလောက်ထင်ခဲ့တာလူမဟုတ်ပါဘူးပတ်ရှင်ဝိညာဉ်တော်ဖရာရဲ့လူဖြစ်ပါတယ်လို့ခုနကတော့ငါဘောနော်နည်းနည်းလေးမိတ်ဆက်မသွားတဲ့အတွက်ကြောင့်မပါပါလဲဘောနော်နည်းနည်းအားလည်းမူလွဲသွားဖြစ်တယ်ကျမလူငယ်လေးဆိုရင်မှနည်းနည်းမြောက်ပေးလိုက်တာဖြစ်တယ်ဒါပေမဲ့ကျမတို့ကကိုဗစ်ဒီကိုစစ်တွေနဲ့ဆိုတော့9နှစ်လောက်မတွေ့ကြဘူးပေါ့နော်သူတို့နဲ့လည်းမဆုံဖြစ်တာကြပြီဒီကြားထဲမှာသူကချင်းတောင်နေရောမြန်မာပြည်ရောရှောက်ပတ်နေတဲ့ခါကြပေါ့နော်သူ့အကြောင်းနည်းနည်းလေးမသိသူ့အကြောင်းနည်းနည်းလေးမသိပဲနဲ့ကျမကအရင်လိုမျိုးပဲထင်ခဲ့တာပေါ့နော်ဒါပေမဲ့သူလည်းကြီးတော်မှာပဲလို့အခုချိန်မှာကျမတို့ပေါ့နော်ပြောစရာလေးဒီရှိတယ်ထင်တယ်ပေါ့နော်ပါပါကိုလည်းအခုချိန်မှာချိန်ပေးမှဖြစ်ပါတယ်လို့လက်ခုပ်တီးချဖြင့်ကျမတို့ကြိုဆိုကြရအောင်ทางอามามังอินะตัวปามินอีพัดกอมินเสียลินเลนตรงอาจงลุงดำโกหัง ไม่ตามมาคุยคงอายาบาเด อันบกลำเตนะกบุหัวนุนักก้างกอปินะขัดเวหวนกีกุ้ง สบู่มูเบกันนี่บีมาจ้องจ้าบาเดตัวทำเองเช็ดาตัวบีมาติดตะพานเปลี่ยนบีมาเช่นนี้บาเด ในหลังบังสอนลายินเต ในเวลเราจะองมาเด องค์จิเลกวดเตงินทวกโจทิง เอลูเปียวเป็นตัวเรื่องขันในมาเลยเด กวดเตงนะลุงซิมว่าพุนลวินเอามันจะต เป็นตัวการมีจนเราเสียเทมาโอ้มันยืนอยู่เป็นในนี้จ้ามาเลยวะ ำตัวชิตักปีและตัวทรงเจ็ดไหนมาอุบนะต่อยเตะไหน เอลูมีแต่เก็บพิกเคดาวมาบอกน้องเอรากาจนเราอยู่จีเจงหัวสันเซมูพิเดสงสารเราเช็คชิมไปพิบาร์ บางนัดจิวเฮียมจะกองจำนี่นะฮินาตำเกนเกนิงเอเกจงในหลังสอดเกนเตะ จนเราจ่าจิวเชมาอยู่รอบาบูในเวมาจ่าบาบู จริงจังอ่ะฝ่ายดิ้งสักหนาวขึ้นมะในบางจากปันดิ้งจริงจังนะเก็ตและหลังอินะ breakfast ya next so min breakfast อีจิจังเงินสันนี้อี breakfast เป็นตุยยังตุยเฮมั้ง ในเพียงจนเราชินในเวมาดิมาตีสาสาเมวะเนาะ ในกวยนะ กูในมา ในกวยนะทุ่งเอ็ดกิปันเด้งมั้ง กูในมาสู่ตาวสาเมตีสาสาพูกาชินในกวย เสียสวานี่น้องของมาไก่เด้งเฮนะอากว่ามาเป็นที่อาบนินไปคอมนี่จิฮิโพตินจิน เสียสองอาจนเรากูอุสาวมาพิบาเด ตัวจังนะโคสุงอาเตจงแฮปปี้นะโตเอเป็นตันงาตันกุกกานิงานิยงตุนนากาเลสังขากฮิโลอิฮิจิอกุนลาเจียงเจียงสนีนีอันตันส่วนหลังอันตันทุ่งเอ็ดหิตักเจียงอินอากินอินลำหวานเดียงามาเล
ကမထားပဲနဲ့ဝိညာဉ်တော်ရဲ့ဝိညာဉ်တော်နဲ့ပြေဝခြင်းကိုဦးစားပေးပြီးမှလှုပ်ဆောင်တော့မှာဖြစ်ပါတယ် ตุนจงสุนากงเกนมา
မမှန်ကန်တဲ့တည်င်းတွေပါတဲ့အရာတွေဝင်ခွင့်မပေးဘူးဆိုပြီးမှတားလိုက်ပါတယ် asin ama sim ding zong hi lo alai dal na ngon alut pi ding phal lo သူဖတ်ဖို့မဟုတ်ဘူးနော်ဝင်ဖို့ကိုတောင်မှသူကလုံးဝခွင့်မပြုပါဘူးသူအိမ်တဲ့ kain sunga pasien kamal aman pen lai siang thau bek kisim ding chi geu le ငါအိမ်ထဲမှာအမှန်ဆုံးကျန်းစာကိုပဲဖတ်ရမယ်ဆိုပြီးမှသူကပြောပါ aman le aman lo ki hel ta den sa chi khong kain sunga sim ding bek hi lo alut jong lut nuwa lut sak lo ding hi pa le အမားနဲ့အမှန်တွေရောထွေးနေတဲ့တည်င်းစာမျိုးကိုငါအိမ်ထဲမှာဖတ်ဖို့မပြောနဲ့ဝင်သာတောင်မှလက်မခံပါဘူးဆိုပြီးပြောပါတယ် ke bang khatong gen pak leng tul ni le som ni le khat mat kha ina ကျွန်တော်တခုပြောပါမယ်2021ခုနှစ်မတ်လမှာ ka vai ba group pa ong dok lang lang khat ကျွန်တော် Viber group မှာပေါ်လာတဲ့တခု Australia panina gal tempo pile tui kal kap adim kol gama hu ding in ong paina Pacific tui pit tunga tui hual bang teh kilokin sadam dam kayina paisak zia zahi ဩစတြေးလျကနေမြန်မာနိုင်ငံကိုကူညီဖို့ပေါ့နော်စစ်တင်မောတခုလာတဲ့ဟာကိုကျွန်တော် Viber မှာပေါ်လာပါတယ် kum nga phain tu dong tung nai lo ငါနှစ်ပြည်တော့ပြီအခုထိမရောက်သေးဘူး ke Facebook chi thada vai ba na ngon pen bel doi chi liang nai ke nin zo tam sa luain Facebook မှာပြောနေ Viber မှာတောင်မှကျွန်တော်မူသားတွေများတယ်လို့ခန်းစားရတယ် tua ka gen Smith Wingers word banga za tak ma kai ve ခုနကပြောတဲ့ဘုရားလူကိုဆိုကျွန်တော်မသားမလေးစားပါတယ် sim chi thada a in songa zuaw lai atun ding na ngon de lo ဖတ်တာမပြောနဲ့သူ့အိမ်ထဲမှာအဲ့ဒီတည်င်းစာဝင်ဖို့တောင်သူကလက်မခံပါဘူး toy manin na no pol khat ten Facebook pen asim mai ma hi lo lung tang atuan lai khwa ka kem lai mo gen son ha kat lai အဲ့ဒါကြောင့်မို့တင်တို့ထဲမှာတချို့လူတွေဆို Facebook ကစာတွေဆိုဖတ်ယုံတင်မဟုတ်ဘူးလုံးဝစိတ်ထဲမှာထားပြီးမှစိတ်ကိုနိုင်အောင်လုပ်နေကြတယ် kha siang thawina dimin na khwa ku mun la thei lo အဲ့လိုအရာတွေမှာတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့အုံနောက်မှာအပြည့်အဝတာဝန်မယူနိုင်ပါဘူးနေရာမယူနိုင်ဘူး sorry he ilung simma ma yon sakul hi kha siang thaw gwan i gwan na dingin ဝိညာဉ်တော်ကိုထဲဖို့ဆိုရင်ကျွန်တော်တို့စိတ်ကိုလည်းကျွန်တော်တို့နေရာလွတ်ထားဖို့အရေးကြီးပါတယ် hilai taka pasien kamal gwang le hangin tuai gwan teng yak ki ngai sunin tua to kha siang thaw to ki de mi hang ဒီမှာကျွန်တော်တို့ရဲ့ဖះရဲ့စကားကိုအများကြီးရိုက်သွင်းတယ်ဆိုရင်ဒီမှာကျွန်တော်စဉ်းစားနိုင်မယ်ဒီကနေစပြီးကျွန်တော်ဖះရဲ့လူတွေဝိညာဉ်လူတွေဖြစ်လာမှာဖြစ်တယ် hilai taka bel na gwan pepebu thun pepebu lut lel ding hi ဒီထဲမှာကျွန်တော်တို့ထဲသမျှဝင်မှာဖြစ်ပါတယ် Facebook na gwan wale Facebook tampi lut ding Facebook ကိုကျွန်တော်တို့ထဲတယ်ဆိုရင် Facebook ဝင်မှာဖြစ်ပါတယ် zol thu na gen na gwan wale zol thu bebek lut ding ရေးစားအကြောင်းအခြေရေးအကြောင်းတွေထဲတယ်ဆိုရင်အဲ့ဒီအခြေရေးအကြောင်းပဲဝင်မယ် nai ngan ji na gwan wale nai ngan ji he lut ding ki kem ding နိုင်ငံရေးထဲတယ်ဆိုရင်နိုင်ငံရေးပဲဝင်မှာဖြစ်ပါတယ် sumle pai du na bebek na gwan wale ya sumle pai de ma sing koi chinga pung ma ding chi bek ငွေရေးကြေးအကြောင်းတွေစီးပွားရေးအကြောင်းတွေထဲမယ်ဆိုရင်ဒါကပဲကျွန်တော်စိတ်ကိုလွှမ်းမိုးတော့မှာဖြစ်ပါတယ် hi pen pasien bol gu dong hi ဒါကဘုရားသခင်ဖန်ဆင်းထားတဲ့ဂိုဒေါင်လိုမျိုးဖြစ်တယ် thu gu dong hi na no koi pek lut ding လက်ဟာနေတဲ့ဂိုဒေါင်တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ထဲသမျှဝင်မှာဖြစ်ပါတယ် tua gu dong ai koi pek pen hi lai taka bong le sel da na ek nel ha ya ki hai ha yin hilaya om pe hi ki ngai sun hi ki khan sa hilaya om lo pen hilayin ngai sun thei ngei lo အဲ့ဒီထဲမှာထဲသမျှအရာကဒီထဲမှာခံစားတယ်စမြုပ်ပြန်တယ်ဒီမှာမရှိတဲ့ဟောတယ်ဒီကခံစားလို့မရပါဘူး tua tak te hilai taka na gwan bang pen hi ke suk ding hi ဒီမှာထဲသမျှအရာကဒီထဲကိုကြမှာဖြစ်ပါတယ် hilai taka khasyang thawin ama ada ama lo pen ama ki sai yak ဒီနေရာမှာတန်ရှိသောဝိညာဉ်တော်ကသူ့ဟာနဲ့သူ့ဟာမဟုတ်တဲ့ဟာကိုအများရန်ချနေကြမှာဖြစ်ပါတယ် khasyang thaw to ki dim nuam te hilai taka van hoi lo gwang ke yun koi ke yun ဝိညာဉ်တော်နဲ့ပြေဝရခြင်းတဲ့သူတွေကဒီနေရာမှာမကောင်းတဲ့အရာတွေမထည့်ပါနဲ့ na thu gu dong hoi takina
ဒီ ไงสุนุนโม ဒီအိုလေးဟာနေတဲ့ဂိုရောင်လိုမျိုးဖြစ်တဲ့အရာကိုကျွန်တော်တို့ကောင်းကောင်းစဉ်းစားရအောင် ฮิไลตะกะติงาอันหอยโลเป็นฮิไลตะกะทุนเกจุน ဒီအတွက်မကောင်းတဲ့အစာကိုဒီထဲမှာမထည့်ကြရအောင် ตัวจังไฟคักปักนี่ไงลง အဲ့ ดั ဒီ ง အရာ ไง ကို มั้ง ပြောချင်ပါတယ်ယေရှုတင်ပါတယ် ကျမတို့ကိုလိုအပ်တဲ့အရာတွေကိုပေါ့နော်ပြောပေးသွားတယ်ပပကိုအထူးကျေးဇူးတင်တယ်ကျမတို့ပေါ့နော်တရားဟောတဲ့အချိန်မှာဘာသာပြန်ပေးတယ်ပေါ့နော်ဆရာအခမ်ကိုလည်းအထူးကျေးဇူးတင်တယ်ဒီထက်မကအနာကမှာဖျားတာရွတ်အသုံးပြုပါစေအခုချိန်မှာပေါ့နော်ကျမတို့ဆရာဆွမ်းကိုအချိန်ပေးပါအဆုံးထိပေါ့နော်ဆရာပဲတိုင်ဝင်ယူပေးပါလို့ ดังฮิกเย่จนอดูราเดนเน่ตัวเฮลเลอรี่จนอดูมิวสิกสิทธิ์เพลงหมอเนาะอะไรหูก็ที่จนอพยายามจังเด็ดเสียงหูเป็นเน่มีเสกกัดชิงอาเพียเสกกัดปีโถแต่ช่วยสวยเนาะจนอเดี๋ยวเล่าแทมมาสุดาลาบยอปีบ่เนาะอะไรกูจนอดูฮอตเตมาเบลูอัดเดสวยนะฮอตเตมาเบจนอจังตัวกองสองเน่อมิวตมีเบกะอมิวตมีกองสองเน่จนอดูลาปีโถเสกัดตั้งที่นี่มหอยมันเนแชตอนนี้คนนี้เจนจะนปองไปรบปียามาเพียงแต่ตัวจมูกที่นี่เนี่ยเพียงไหนเดชนที่นี่เนี่ยกับเพียงไหนเดชนที่นี่เนี่ยบอกนะมันเพียงไหนมันเนี่ยเพียงพยาเจ้าที่มาจะนสู้ต้องในขาเจียอินสู้สองอย่างอ๋อลูกเลยเปียวเชมาเดลูกอัดเดชนกูได้ลาเมที่มังกังเตะเกี่ยงอะลุงดำนาขายจีตุดิงเป็นตะกิไซนะทุงเงินเกี่ยบนี่น่ะอีเปียกเทบังใบนะเปียอินเปียกเทไหนเราเปียกเทไหนเราแต่ละเสียป้าฮิจงกินะเสียนูนะฮิจงกินะเสียมาจิงเลียนฟงเสียปิตามางเกียงฮิจงกินะเปียอินตัวเป็นเป็นไหนเราเตะอมเลลาตัวเป็นบังสะนังไปสูดิ้งเจฮิจงกินะเกกีดงไม้นี่เอจิตัวเต็งอธิบายข้างนอมีหังเห็นจิงเจียงกินะอีไวดิ้งเป็นอินเตกเตเป็นสอบในสอบมังไปดิ้งมั้งจะน้องมันเนี่ยเพียงใจเนาะเองเชนอันตีนอกาสู่ตองลาไม่ดูว่าเซนายยาวลาไม่ตรุไอเป็นในเกตหลังตรงดิ้งแต่แจ้งนะแต่เนียงตีดอนดิ้งในกัวเอ็นวอร์ชิปนั่นนักปั่นตดิ้งละสักนาตอนนักปั่นดิ้งนะตรุเซนายยาวลายไอเดียอารมณ์มันจะเนาะสู่ตองตาวรสู่ตองนาการลุยลัวตัวไตเชนวิญญาณเพิ่มเพียรเชียร์เพื่อจะเนาะตัวจ่าเมเอ็นปัชญานี่นะออกมาไกด์ดานนี่นะจริงจังนี่นะการสอนที่หังจิตัวเต็งกี่เงี้ยนวมหังอีเวกปินดิ้งนะเสียมะนวมบ่อยเช่นนี้เสียมะนุนะลุงดำกงนาเลอันกวางอาดิ้งทุ่งเงินหนาวในสักแห่งลาตัวโตตัวนิตากินะดาคนน้ำมันสักแห่งนี้มั้งอีเวกปินดิ้งตัวนี้แหละเสียมะนงไปเละเสียสามนี้ ลุงดำกนานี่ฮาเลลูยาโตปาลุงจำมงไงปาโอนางมันสุนตอนตุงโตปานางมานองอมปีนาขัสยังโตอมปีนาเตกังะคิดุจางเงินตุนีอินะทรงโตปานางมันตักษาอาจินะอันเตนจิงนะกะหิมันนางมันชุพาองเปียอินละฮิยันเตนางมันก็อันเนนตาเตอาจิงนะนางมาโตกินายซอกนาเลนางมาทุสุงะซุงทุขัสเซมเซมานางมาหอยนาเตกัมุนาอุอันเลตุยเตอสวะเทเนดิงอันเลตุยเตงเคเปJesus Santo Tuhan Jesus min suan kan dia tiung hi to pap sia no amen Hallelujah 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 เชียร์ลินเล่นเล่คู่อาซาบิโรตุเล่อาดัทางเราอยากตัวบาบีเลยเนาะยันน้องตัวมโหเดียเชนะเขาตัวกูได้ยาบีเนาะเสียไอ้ยาบีเลยอารามาเปียวมีเราตัวเมีย